နော်တို့ကငါပြောတဲ့စကားလုံးကနည်းနည်းကျမ်းတော့တချို့ကမကြိုက်တို့ဗုဒ္ဓဘာသာတွေကဘုရားကိုရွှေချတယ်လူငယ်တွေရွှေချရတော့မှမသိလူငယ်တွေကိုရွှေချမှအနာဂတ်တောက်ပပါပေါ့အဲ့တော့ဘုရားကိုရွှေချဖို့ကြတော့ဩဃာတဆိုရင်ရွှေချတယ်ကောင်းပါလေငါမကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးဒါမဲ့လူငယ်ရဲ့စာရိုက်ဘက်ကိုတလောက်ကိုလက်ဖေးတစ်ခွက်ဖိုးပေးစားမှဆိုတယ်မပေးချင်ကြဘူးလူကြီးတွေညံ့တယ်အဲ့တော့မင်းတို့စဉ်းစားကြဟုတ်လားလူကြီးတွေသူတို့ဘာဆိုညံ့မသိမင်းတို့လူငယ်တွေမညံ့နိုင်တယ်အဲ့ဒါအရေးကြီးတယ်စာကြည့်စမ်းပါစာကြည့်တဲ့ထားစမ်းပါဘုရားကိုရွှေချတာတဲ့စာကြည့်တဲ့ရဲ့ကလေးကစားကွင်းရင်သိအရေးကြီးတယ်မင်းတို့အဲ့ဒါမှတ်တာကလေးကစားကွင်းနဲ့စာကြည့်တဲ့ကဲ့ရဲ့နေရပဲဟိုမှာကမင်းညောထားပြီးလို့ရှိဒီမှာစာကြည့်တဲ့လာကြည့်အဲ့တော့ကလေးတွေကအတွက်ကိုဗိဓိကသုံးဖို့တွေပါတယ်စွဲစုံချမ်းတွေသွားမလို့နဲ့ရုပ်ပြတယ်ရှိဖို့လေရုပ်ပြတယ်ရှိတော့ကလေးကိုက်တော့စုပ်ကလေးကိုင်လို့စုပ်တော့ဘာပြောစုပ်ပါစေပေါ့စကုစုပ်တာဘာရေးကြည့်တယ်နှလုံးသားစုပ်ပဲမသွားဘူးရေးကြည့်တယ်ဟုတ်ပါရဲ့အဲ့ဒါကလေးတွေကြားတဲ့အခါကျတော့ကစားခွင့်ထားရမှာပေါ့ဒီကလေးဆိုတဲ့ဥစ္စာကစားခြင်းဆော့ခြင်းကမင်းညောထားခြင်းဟုတ်လားဘာကြောင့်ဖြစ်လဲဆိုရင်တို့ဒါလူရိုးလေးစစ်စစ်လေးပြီးငါပြောမယ်နော်တို့ဒီမှာရှိရ cell ဆိုခေါ်တဲ့အင်္ဂလိပ်လိုတော့ဗမာလိုတော့ class C တွေပေါ့ပါအဲ့ဒါတွေကဖြစ်တယ်ပြက်တယ်ဖြစ်တယ်ဆိုတာဖြစ်လာတယ်ဖြစ်တဲ့ဥစ္စာလောင်ကျွမ်းသွားတော့ပြက်သွားတာပေါ့အဲ့ဒီလောင်ကျွမ်းသွားမသွားလို့ရှိရင်အားမဖြစ်ဘူးဘာနဲ့တူလဲဆိုတို့ dead seed နဲ့ plug မော်တော်ကားမှာမီးတောက်မှာအားထွက်တယ်လို့ဒီပါရှိတဲ့တို့ပါရှိတဲ့ class C ရုပ်ကလေးတွေလောင်ကျွမ်းသွားမှပြက်သွားမှအားထွက်တာနားလေတယ်နော်ဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်ခလေးကြတဲ့အခါကျဘယ်လိုဆိုဖြစ်ပြက်300လောက်ဖြစ်ပြန်တစ်ချက်ပြက်တော့ကလေးက extra energy လို့ခေါ်တဲ့အားမူရထွက်တော့ဒီကောင်ကရွာစီပြက်ဒါပဲ तू ကဟုတ်လားအဲ့တော့နောက်ကြတော့မှဖြစ်ပြက်နောက်ကြဖြစ်ပြက်နောက်ကြဖြစ်ပြက်ဆိုသေရောအဲ့ဒါတို့ကဖြစ်ကိုပြက်တာတစ်ချက်သုံးချက်ဖြစ်ပြီဖြစ်ပြီတို့ကအဲ့တော့တို့ကအသက်80အသက်ကြီးတော့ခလေးပေါက်စားကြတော့ဖြစ်ဆိုဖြစ်တာအများတော့အလိုလိုထွက်တာအဲ့ကြကလေးကြတော့ခါကြကမင်းညောထားတယ်လူကြီးကြတော့အားကစားတယ်ကောက်တီရိုက်ဟုတ်လားကောက်ကွင်းကြီးတွေအကြီးကိုဆောက်ထားလို့ရှိရင်ကလေးတွေအတွက်ကစားကွင်းတော့လုပ်ပြရမှာပေါ့ဟုတ်လားဟုတ်ပါဗျာကလေးတွေကစားကွင်းလုပ်ပြပါကလေးတွေကစားကွင်းလုပ်ပါတယ်အဲ့တော့ကလေးဆိုတဲ့ဥစ္စာသူတို့အားကိုစမ်းနေတယ်အားကိုစမ်းနေတဲ့အတွက်ကြောင့်မို့လို့မင်းနည်းနည်းလေးဖြစ်လာချင်းဒီလိုကလဆိုင်ပေါ်အတိတက်တာဟာမင်းတက်ပြီးတော့ကလဆိုင်ပေါ်အတိတက်ပြီးတော့ရောက်ပါပေါ့ညိရောက်တယ်ပြီးတော့ပြန်စင်းတော့ခြေတော့ကဟိုထောက်မရဒီထောက်မရတယ်ဟုတ်လားတက်တော့တက်တယ်လေမစင်းတတ်ဘူးဘာကြောင့်လဲဆိုအနာရဖြစ်မဖြစ်အောင်တရားမရဘဲနဲ့ဆင်းတဲ့အောင်ကတော်ကြည့်ရတာဟုတ်လားအဲ့တော့မင်းတို့ကလေးတွေကိုနည်းနည်းနားလည်ပေးကြပါနော်အဲ့ဒါမင်းတို့ကစားကွင်းလေးပါလေလုပ်ပေးကြပါနော်ကလေးတွေလမ်းပေါ်မှာဘောလုံးကန်တဲ့ခါကျကလေးတွေကလမ်းပေါ်အတွက်ဘောလုံးကန်နေတယ်ကလေးကစားကွင်းတွေသူတို့ကဘာလို့ညာလို့လုပ်ပြတဲ့ခါလမ်းပေါ်မှာကလို့ဘယ်သွားကန်ကလေးကစားကွင်းကိုလူသွားတယ်လူကြီးတွေကဒါအတိတ်ပဲမရှိဘူးအဲ့ဒါမင်းတို့စဉ်းစားကြဖို့ပြောတာမလက်ကောက်ရှောက်ချုံနေတယ်ငါလည်းချုံနေတာပဲရှောက်လုံးနေတယ်မင်းကိုပြောနေကိစ္စငါပြောတာဆိုရည်စရာတွေတော့ဒါမင်းတို့သိတာပေါ့ရည်စရာရဲ့နောက်ကမောစရာအများအားပါတယ်တော့ငါရည်စရာမောစရာတွေပြောတာရည်စရာရဲ့နောက်ကမောစရာပေါင်းပြောတာအဲ့တော့မင်းတို့စာရိုက်ကိုလုပ်ကြကောင်းပြီစာရိုက်လည်းလုပ်တယ်စာရိုက်လုပ်ပြီဆိုရင်အောင်မြင်သိဟုတ်လားပြီးတော့သူရ
ရရအတွက်လုပ်ကြငါကျေးဇူးတင်တယ်ဒီကောင်ငါ့ကိုသိအဝဲကျေလုံးအကြီးလို့ငါအားနာတယ်လုပ်တော့ဒါလိုက်ရတော့ဆိုအားနာတယ်ကွာ very grand လို့မင်းငါတလောက်ထိမတန်ဘူးအဲ့လောက်ကြောင်ဟိုတယ်ကြီးပါငါကြည့်ကြည့်ဆိုမလို့ဘူးကွာလို့ငါတာမနဲ့ရပါဆိုငါပြောပြတယ်ထားပါတော့ငါပြောချင်တယ်ကြီးပဲအဲ့ဒီမင်းတို့အောင်မြင်သိန်းတို့သူတို့ပေါ့မင်းတို့စာကြီးတဲ့ဖြစ်မလို့ဒါမဲ့တခုနားတော့ပေါ့စာကြီးတဲ့ဖြစ်ပြီးဆိုလို့ရှိရင်စာအုပ်လည်းလို့ရှိတော့ဒါမဲ့စာကြီးတဲ့ဝန်ထမ်းမရှိရင်အဲ့စာကြီးတဲ့ပြက်ပြီးတော့အောင်မြင်တာစာကြီးတဲ့ဝန်ထမ်းကိုရှိရလာကပေးထားဝင်အဲ့ဒီလာကပေးတဲ့ဝန်ထမ်းမရှိရင်အဲ့စာကြီးတဲ့ပြက်ထားတယ်နောက်ဟိုကောင်းကြီးပြောလိုက်ဒီကောင်းဆိုတွားရောအဲ့ဒါအဲ့တော့စာကြီးတဲ့ဝန်ထမ်းရှိရဝန်ထမ်းလာကပေးပါကောင်းပြီမင်းတို့တခုတည်းငါပြောပါမင်းတို့ဒီထားနေပဲဇီကုံပေါ့ငါလည်းမသိဘူးဇီကုံလားထားနေပဲလားမသိဘူးဘာတွေမှလည်းမသိဘူးဒီမှာကပ်မလို့ဘာအကုန်လုံးစုံတော့ငါပဲပြောလိုက်ရမှမသိဘူးဒါပေမဲ့တခုတည်းမင်းတို့ငါပြောနေတာစာရေးတဲ့ဝန်ထမ်းလာကအတွက်ကိုမင်းတို့တလောက်လက်ဖွေးတစ်ခွက်ပုံမပေးနိုင်ဘူးလားဒါပဲအဲ့ဒါလို့အဲ့ဒါဖြစ်အောင်လို့ဒီနေ့စာရေးတဲ့တိုင်းထောင်လိုက်တဲ့ဆိုတာဒီအဲ့ဒီကလေးတွေဟာတော့ခုနကရုပ်ပြစာအုပ်ကိုဖတ်လို့ရှိရင်မင်းတို့အတွက်လူကြီးဆုံးမရတာတော်သက်သာသွားတယ်လို့သတိထားပါနော်တို့တိုင်းပြည်ကအဲ့စာရေးရဲ့တန်ဖိုးကိုမသိတဲ့တိုင်းပြည်အဲ့လူငယ်တွေရဲ့အတွက်ကိုလောက်ရကောင်းမှမသိတဲ့တိုင်းပြည်ဒီလူငယ်တွေကကိုယ်အနာဂတ်ဆိုတာလူကြီးတွေကမသိဘူးဗျာသိစိတ်ပြဖို့ကောင်းတဲ့တိုင်းပြည်ဒီလူငယ်တွေသားသမီးတွေကိုဘွေးတဲ့ဥစ္စာဟာကိုယ်အနာဂတ်အတွက်ဆိုတာမသိဘူးကိုယ်အနာဂတ်အတွက်သားသမီးကအရေးကြီးတယ်ဟိုဆရာကြီးသခင်ကိုယ်တော်ပြောတယ်အိုမင်းမစွမ်းဆိုတာဟုတ်တယ်ကွာတဲ့အိုရင်မင်းမစွမ်းတော့ဘူးဟုတ်တယ်အိုရင်မစွမ်းတော့ဘူးအဲ့တော့လူကြီးတွေကအိုးလို့မစွမ်းတဲ့ခါကျသူတွေကစွမ်းလာမယ်ခလေးတွေစွမ်းလာနိုင်တယ်သူတို့ကိုအားကိုးရမှာကလေးမကောင်းတဲ့တိုင်းကြီးဘယ်တော့မှအနာဂတ်မကောင်းဘူးကလေးတွေရဲ့ပညာကြီးကသိအရေးကြီးတယ်ကောင်းပြီဘယ်မှမပြောတဲ့မပြောခဲ့တဲ့ဟာကိုငါပြောမယ်လို့ပြောတာမှတ်မိတယ်ဟုတ်လားနော်ဘယ်နဲ့ကိုငါပြောပဲဒီလိုပါဒီဥမာဆိုတခါလေးကြာဒီမမေးရင်သိတယ်မေးရင်မသိတော့ဘူးဆိုတာအဲ့ဒါမျိုးကြီးကွာဟုတ်အင်္ဂလိပ်စကားလေးရှိတယ်တခုချင်း if you don't ask me I know that if you ask me I don't know thatမင်းမမေးလို့ရှိရင်ငါသိတယ်ကွာမေးလိုက်ရင်မသိတော့ဘူးဆိုတာအဲ့ဒါတွေအများကြီးပဲမင်းပညာစာသိတာပဲမသိဘူးလားကဲသိတယ်တိုက်ဘာလို့ပြောစားဆိုမင်းတို့ပြောတာဟာမေဒါတွေပြောတာပညာဆိုတာမင်းပညာမတိုက်ချင်လဲတိုက်ချင်တာပါပညာဆိုတာဘာလို့ပြီးတော့ဟာဘာလို့လဲရမှာမသိဘူးဟုတ်တယ်မလားကဲဟုတ်အဲ့ဒါကောင်းတာမင်းတို့နဲ့ငါနဲ့အဲ့လိုအမေးဖြေသွားမှာအဲ့ဒါမှတကယ်ဟောပြောပွဲရဲ့အရသာကအဲ့ဒါဒီစာသင်လို့သင်ရတာအဲ့ဒါသိရတာရှိတယ်ငါလည်းခုမင်းတို့ကတက္ကသိုလ်မှာရှိတဲ့ငါကျောင်းဆရာပေါ့ကွာကျောင်းဆရာဆိုတာလည်းတော်တော်ကြွားကြတယ်ကွာမင်းတို့ဟိုကျောင်းဆရာရဲ့အကျင့်ကမင်းတော်တော်ကြွားကြတယ်မသိမချင်းလည်းပြောက်မှာဟုတ်ပါဘူးကွာကျောင်းဆရာဆိုတော့ဒီမမြင်လိုက်နဲ့မြင်လိုက်လို့ရှိရင်မင်းတွေ့တဲ့လူကိုဆရာလုပ်ချင်တာကျောင်းဆရာဆိုတော့အဲ့စေဘိုးတို့ကျောင်းဆရာတို့ဘာလို့ရအဲ့တိုင်းပဲမင်းဟိုဘာလို့မဟုတ်စေဘိုးတယောက်နဲ့စေဘိုးတယောက်နဲ့ဟိုကျောင်းဆရာမတယောက်နဲ့ညားတာညားတဲ့အခါကျစေဘိုးကပြန်လာလိုက်တယ်ငါအိမ်သာတက်ပဲရေရောတော့အသိမြင်ဟိုကမိမလည်းပဲအားလုံးစက်ကွာစအသိရှိပြီနောက်ကိုအိမ်သာတက်ချင်းလက်တစ်ချောင်းထောင်ဟိုအဆရာမငါသမီးစားပဲအသိမြင်သမီးမြင်ပြီလို့ရှင်သတင်းပို့စက်ကွာသမီးလာပြီးစားလိုက်ပြီရတယ်သမီးလုံးအောင်မကြသေးတယ်အဲ့လိုကွာငါလည်းတောင်ပြောပြောပြီးဘာရောက်ကိုမလည်းမသိပါဘူး
ကြောင်းဆရာအကျင့်ပါတဲ့ခါကျဆရာလုပ်တဲ့ဥစ္စာမင်းတို့သိခံတော့ကွာတသက်လုံးဖြစ်လာတဲ့ဥစ္စာမင်းတို့ဆရာကနေတပည့်ကိုပြောလို့ရှောက်ပြောတော့မှအဲ့ဒါမင်းတို့ခွင့်လို့ကြပြီတော့မင်းတို့အင်္ဂလိပ်လိုမှာဟို to know all is to forgive all လေဟုတ်လားအားလုံးကိုသိချင်းသိရဲ့ခွင့်လွှတ်နိုင်ရဲ့အခြေခံပဲတဲ့သိရင်ခွင့်လွှတ်နိုင်သွားတာပဲဟိုမှာကာတော်ဘာထားပြီးတော့ဆရာတော်ရဆရာဆင်းတော့ဆရာဘာညာနဲ့ဘာတွေတောင်ပြောပြောတယ်ဆိုငါလန့်သွားပါပေါ့ဆရာအဲ့လိုစိတ်မမှန်ဘူးဆရာဆိုရင်ဩရတာသိသွားတော့ခွင့်လွှတ်နိုင်သွားတယ်ထားလိုက်ပါတော့ပါကဘာတွေလျှောက်ပြောမှလည်းကန်ချိုတို့ဘာတော့ကာတိုးဆရာတွေကငါတောင်းမှတော့မှာငါပေါ်တက်ပြီးကာတိုးလုံနေသလိုဖြစ်တယ်ကာတိုးဆရာတွေတော့မျက်စိလဲသွားလိမ့်မယ်ဒီလိုကငါမင်းတို့ပြောနေတဲ့ဥစ္စာဒီဘဝပေါ့တကယ်အဖြစ်ပဲပေါ့ငါပြောတော့မှာနော်ဒီပြောတော့မှာနော်ဒီပြောတော့မှာကိုရည်စရာကောင်းတော့စိတ်ညစ်ဖို့ကောင်းတယ်ငါလည်းဘာလို့လို့မှမသိဒီပြောမှဆိုအကြီးကိုပြောတယ်ဆိုတော့ဘယ်ကောင်းတော့မလဲဒီလိုကငါမင်းတို့ကလည်းဘာမှပြောသေးဘူးအဲ့ဒီကျွန်တော်လည်းကြီးနေတာကြီးနေအဲ့လေကွာကြီးလေကွာကတာဟောမင်းဘယ်လိုမှမဟောပြောကြီးတဲ့ကိစ္စပိုက်ဆံမပေးရပါဘူးကွာကြီးကွာကြီးတာလိုင်စင်ယူဖို့မလိုပါဘူးမင်းသူပြန်စလာကြဘဝဆိုတာဘာလဲဆိုတော့ပြန်တွေ့ရတယ်နော်ဆိုတော့ပြန်တွေ့လဲခါကြမွေးတာနဲ့တည်တဲ့ဈာကာရာကိုမွေးတယ်အသေးမွေးလာလို့ဘဝမရှိတော့ဟုတ်လားဟုတ်တယ်ဗျာမွေးပြီးခဏရှိတော့ဦးဝဲဆိုခောက်ခနဲ့စိတ်သေးတော့ဘဝမရှိတော့ဟုတ်တယ်ဗျာအခုငါအသက်80တိရှိပြီအဲ့80တိဆိုရဘဝပဲမင်းအသက်20ရှိအသက်20ဆိုဘဝပဲအဲ့တော့ဘဝဆိုတာမွေးရင်းနဲ့သိချင်းရဲ့ဈာကာရာလေးကိုပြောတာအဲ့ဒီဈာကာရာကဘာလဲဆိုအချိန်ဟောအချိန်မပါဘဲနဲ့ဘဝဖြစ်လို့မရဘူးမင်းဘဝကိုတန်ဖိုးထားတယ်ဆိုရင်အချိန်ကိုတန်ဖိုးထားအချိန်ကိုတန်ဖိုးမထားတဲ့အကောင်ကြီးအကောင်မကြီးဘဝကိုတန်ဖိုးမထားတာပဲအဲ့ဒါမင်းတို့မထားကောင်းပြီအဲ့ဒီအချိန်ကိုတန်ဖိုးထားခြင်းအကြောင်းလေးကိုငါပြောပြတကယ်အဖြစ်ပြနော်ဒါဘယ်ပွဲမှာငါမပြောဘူးဒီညမှာပွဲပြောတော့မှာမင်းတို့ဆရာရှိစေတနာရှိလို့ကပြောတာဒီလိုပေါ့ငါငယ်ငယ်တုန်းကတော်ချမ်းလာခဲ့ဘူးဒါပေမဲ့ခုနှစ်ရှင်းနေလောက်အချိန်ပဲအဲ့ပိုက်မဲ့တို့အင်းကပစ္စည်းပြသွားတယ်အဲ့ကြားထဲမှာငါအဖေကသခင်ကြီးမောင်တဲ့တို့မှစီးအောင်ပဲတောင်မင်းကြီးမှာတို့မှစီးအောင်ငါဇာတိတောင်မင်းကြီးမှာပထမဆုံးစထောင်တဲ့ဥစ္စာတို့မှစီးအောင်ထားလို့စားငါအဖေသခင်ကြီးမောင်နောက်တစ်ယောက်ကသခင်မောင်ဦးတဲ့အတွေ့အမှုသူကနှစ်ယောက်ထဲအဲ့တော့သခင်ကြီးမောင်ကဥက္ကဋ္ဌသခင်မောင်ကအတွေ့အမှုတောင်းဝဲမဲ့လို့မရှိဘူးနှစ်ယောက်ထဲရှိတာတခဲနဲ့ဒီတွေ့အဲ့ဒီတော့ငါအဖေကသိပညာမတတ်ရှာဘူးတော်ဖုန်ကြီးရောက်မှထွက်တာစာရေးတဲ့ဖတ်တယ်စာတော့တော်ဖတ်တယ်တော်ကိုစာဖတ်တယ်ဆိုတာငါသိတော့ဆိုကြီးမှပြန်သူ့စာဖတ်တဲ့ဥစ္စာသဘောပေါက်တာပါငယ်တော့သူ့ကိုအဖေဒီတိုင်းပဲအဖေဆိုတာကြီးပဲဒီလိုနေကြတာနောက်မှစိတ်နဲ့တော့စာတော့တော်ဖတ်ပုံရကြည့်ရအဲ့ဒါနဲ့ပြီးတော့သူကသခင်စိတ်နောက်တစ်ခုကငါကိုကသခင်ဘတောင်းဆိုမင်းတို့ကြောက်လိမ့်မယ်ငါကိုသခင်မျိုးပေါ်သေးတယ်မအောင်မယ်မင်းအဲ့ဒီမှာနေတော့နည်းပြောလိုက်ဦးမထွက်ရပါဘုမေကြီးငါဆက်လိုက်ရကောင်းလားမသိဘူးတော့ဘာဖြစ်လို့သခင်လို့ခေါ်လဲသိလားမယ်အဲ့ဒီတုန်းကအင်္ဂလိပ်ခေတ်မှာအင်္ဂလိပ်တွေကိုသခင်လို့ခေါ်ပြီးတော့
လက်အုပ်ချီရတယ်အဲ့လိုဖြစ်တဲ့အချိန်မှာငါရဲ့အကိုဖြစ်တဲ့ခင်မတော်ကမျက်နှာဖြူလေးကိုလက်အုပ်ချီပြီးစကားပြောပြီးသခင်လို့ခေါ်ရတဲ့ကိစ္စကိုဒေါသဖြစ်လို့ဘလို့သူကပြန်စဉ်းစားသခင်ဆိုတာဘယ်လိုလဲပိုက်ဆံပေးကိုင်းတဲ့ကောင်ကသခင်ပိုက်ဆံပေးလို့လုပ်ရတဲ့ဥစ္စာအစေကအဲ့တော့ကြုံစားမရှိသေးဘူးအစေကအဲ့ဒါကြောင့်မလို့ငါတို့တိုင်းလူပြည်သားအလုံးလူဒီအခွန်ပေးထားတဲ့ပိုက်ဆံပေးထားတဲ့ကြောင့်ငါတို့ဒီသခင်အေးလိုက်တဲ့ကုသမြမှာဘယင်ငါးနဲ့စပြီးပြာတာအထိအစေကဒါကြောင့်သခင်ပတ်တော်အဲ့ဒီလိုလုပ်ခဲ့တာနော်မင်းပေါ်သေးသေးမတင်နဲ့ဒီသခင်ဆွဲစကလုံးပေါ်လာခဲ့ပုံစားအဲ့ဒီကနေပြီးတော့မှမင်း YMBAC အရင်ရောက်တော့အင်္ဂလိပ်တွေကိုလက်အုပ်ချရတဲ့ဥစ္စာဒေါသဖြစ်လို့ဆို YMBA နဲ့ဆုံးဖြတ်တဲ့ဥစ္စာလက်အုပ်မချရယရနာသုံးပါးမှာအပဘာမှလက်အုပ်ချစရာမလိုနော်ကောင်းပြီဒါဖြင့်ဆရာကြီးတွေပါကြီးတွေစကားပြောတဲ့အခါကျောင်းသားဘယ်လိုပြောမလဲလက်ပိုက်ပြီးပြောပါဒါပဲလက်အုပ်မချရဘူးလွတ်လပ်ရေးရပြီးတော့နှစ်ပေါင်း30လောက်ရှိတဲ့ကမှလူမြင်လက်အုပ်ချစစိတ်ပေါ့ပြန်စဉ်းစားကြည့်တော့ပြောရတာလည်းမကောင်းပါဘူးဒါပေမဲ့ကောင်းပါမပြောလို့လည်းမဖြစ်ဘူးဘာလို့ဆိုခင်စိတ်ပေါက်စေရင်လို့အဲ့ဒါထားလိုက်တော့ခဏဆက်ပြောငါအဖေကအဲ့ဒီသခင်ကြီးမောင်ဆိုတော့တို့မှဆေးဖြစ်တဲ့ခါကျအဲ့တုန်းကကျောင်းက3မျိုးရှိတယ်မင်းတို့ခေတ်ကိုပြောလိုက်အောင် European Code လို့ခေါ်တဲ့ Mission School တွေပေါ့ခေတ်ရနေတင်တဲ့အင်္ဂလိပ်စာကြီးတင်တဲ့အင်္ဂလိပ်ကျောင်းအင်္ဂလိပ်လိုပဲပြောရတယ်ဗမာလိုပြောရင်ဓာတ်ရိုက်တယ်နော်မင်းကြားဘူးလားမင်းတို့ဗမာလိုပြောလို့ရှိရင်ဓာတ်ရိုက်တဲ့အင်္ဂလိပ်ကျောင်းနောက်တစ်ခါမှာ Anglo Vernacular လို့ခေါ်တဲ့အစိုးရရဲ့အင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကျောင်းနောက်ပြီးတော့မှဖုန်းတော်ကြီးများဦးစီးပြီးထောင်ခဲ့တဲ့မြန်မာစာသင်ကျောင်းအဲ့လိုသင်တဲ့ကျောင်းထဲမှာငါအဖေကအင်္ဂလိပ်ကျောင်းမထားဘူးပြကျွန်းစာဆိုပြီးတော့မယ်ဗမာကျောင်းကိုတော့အင်္ဂလိပ်လိုမတတ်ခဲ့ဘူးလားဒါမဲ့တပတ်ကိုတစ်ခါအင်္ဂလိပ်လိုသင်တော့ CAT ကကျောင်းကျော် work basic အဲ့လောက်ကလေးတော့တတ်တယ်ကျွန်တော်မသိဘူးငါအဲ့လိုကြည့်ပြခဲ့ရတာအဲ့ဒီလိုလည်းပဲဗျာစစ်ကြီးဖြစ်တဲ့ခါကျတောက်ပြေးမြောက်ပြေးတယ်မင်းတို့ကပြောမနေနဲ့တို့တော့မှမင်းအပေါ်အဆက်တနဲ့ကြောက်တာတစ်မျိုးဘုံချတာတစ်မျိုးအဲ့လိုကြားထဲမှာပြေးပြီးတော့ငါခိပြက်ကြီးထဲမှာကြီးခဲ့တာမင်းတို့ကဘာမှမဖြစ်တော့တဲ့ကိစ္စဟာကျွန်တော်တို့ကဘယ်လိုမပြောပါနဲ့တို့မပြီးငါတို့ကအဲ့လောက်ဖြစ်ကြုံခဲ့ရတာအဲ့လိုကြုံရတာခါကျပြီးတဲ့ပြီးတော့စစ်ပြီးတဲ့ပြီးကြတော့ဘိုးကျောင်းအောင်စားလို့ပေါ်လာဟာလွတ်လိုက်ရပါညာဆိုအဲ့မှာကြောင်ကရနဲ့ငါပြည်သူရဲဘော်တွေပါနေတဲ့ခုနကဆိုရှယ်လစ်ပါတီပါညာတွေပေါ့အဲ့ဒီပါပဲဆိုတင်တန်းတွေပါတက်ပါလေရှောက်ချက်ပြီးတော့မဆိလန်နဲ့ဝါရတို့ပါတော့မဆိလန်နဲ့ဝါရမဆိလန်နဲ့ဝါရအဲ့ဒါတွေပါတင်တန်းတွေပါတက်ပြီးတော့ပါသွားတာပါတော့ငါဒီမျိုးချစ်စိတ်နဲ့ပဲပါသွားတယ်ဒါမဲ့ငါသိတက်ချင်တဲ့ဥစ္စာအင်္ဂလိပ်စာတက်ချင်တာဒီဆိုလို့ရှိရင်အလုပ်လုပ်လို့ရတယ်ဆရာအောင်ဒါမဲ့တက်တော့တက်ခွင့်မရဘူး။ तू က elite နဲ့အောင်တယ်။ तू တက်တော့ဆက်မတက်ဘူး။ तू ကနိုင်ငံရေးသမားကြီးဖြစ်ပြီးတော့ဒီတဲ့ခါကျတော့ तू ကသိပြီးတော့စာဖတ်တဲ့ပုဂ္ဂိုလ်ပါ။ငါကျေးဇူးရှိကြီးပေါ့မရှိရှာတော့ဘူးနော်။ငါတော့အသက်80ဆိုတော့ပဲရှိတော့မယ်။တွေ့ကြည့်။အဲ့ဒီမှာနေတော့မှငါမှာကိုကျော်စိတ်လုံးငါဆိုတယ်။ तू နဲ့ငါနဲ့အိမ်နေချင်းအားလုံးကကိုကျော်စိန်ကိုဒါမှငါဓာတ်ငယ်ငယ်လေးတည်းတော့ကိုကျော်စိန်မဲတော့ကိုကျော်စိန်တို့ကျွန်တော်အင်္ဂလိပ်စာသင်နေတယ်ဗျာဆိုတင်လကွာတဲ့ဆိုစာအုပ်ကမရှိစာအုပ်အင်္ဂလိပ်စာသင်ဖို့စာအုပ်ကမရှိတော့သူကဒီ Burmese economics life ဆိုဗမာစီးပွားရေးပြဿနာဆိုတက်ကတော်မှာပြဋ္ဌာန်းထားတယ်ကုသပြဋ္ဌာန်းတော့အဲ့စာအုပ်ကြီးဘုရက်ကြီးပြဋ္ဌာန်းတော့အဲ့စာအုပ်ကြီးကသူကထောင်ထဲမှာဖတ်ဖို့လို့ဆိုပြီးတော့ကောက်ပြီးဆွဲချတယ်ပါလာတော့ငါမှာဗျာမယ်အဲ့ဒီစာအုပ်ကြီးကိုထဲကစာကြောင်းလေးတွေထုတ်ပြီးတော့မှ active specified ကိုသင်ခဲ့ရတာကဲအဲ့တော့သင်တော့ငါတိတ်စိတ်ဝင်စားတယ်တိတ်တက်ချင်တော့အဲ့မှာဒီမင်းတို့ကရွတ်ပြရင်မင်းတို့အော်ရိမယ်ကြောက်ပါနော်ဒီမလေးခွေးထိုင်တော့မယ်နော်ဘုန်းကြီးတရားဟောလို့ဖြစ်နေဟုတ်လားအဲ့ဒီမှာအင်
လိမ့်စာတေရောတင်းတဲ့ခါကြတော့ကွာငါဒါတကယ်အဖြစ်ပြက်ဒီနော်မင်းတို့ငါပြောနေတယ်ဆိုတာအဲ့ဒီမှာတင်းတော့ငါ1400ပေါ့ပထမဆုံးတောင်ကြီးထောင်နောက်မကွေးထောင်နောက်တစ်ခါတောင်ကြီးထောင်ပြန်ရောက်နောက်တစ်ခါကျပြေးထောင်နောက်တစ်ခါတရက်ထောင်4000ကားပေါ့1400နေကြအားလုံးပေါင်း9လလောက်ကြာတယ်အဲ့ဒီမှာအင်္ဂလိပ်စာကိုငါ4လကျော်လောက်သင်ခဲ့ရတယ်အဲ့ဒီ4လကျော်လောက်သင်ခဲ့တဲ့ကိစ္စဟာအဲ့ဒီချိန်မှာထောင်ထဲမှာကြားထိုးတဲ့လူနဲ့ chest ထိုးတဲ့လူနဲ့စစ်ဘီရင်ကစားတဲ့လူဒါတွေအကုန်လုံးနဲ့ငါအင်္ဂလိပ်စာပဲလုပ်တယ်အပြင်ရောက်တဲ့အခါကျတော့မင်းတို့ငါကြွားရပါကြွားတော့မယ်နော်မင်း elite လို့ခေါ်တဲ့ English literature နဲ့အောင်နေတာငါစာမေ BA ကိုအဲ့ဒါနဲ့အောင်နေတာအဲ့ဒါဘယ်လောက်ပဲသင်ရဆို4လကျော်တော့ပြီပဲသင်ရတယ်ငါအချိန်လေးကိုသုံးခဲ့တယ်စာမင်းတို့ပြောချင်တာအဲ့ဒီဘဝတစ်ခုမှာမင်းဘဝတစ်ခုမှာအချိန်ကိုမင်းဘယ်လောက်အသုံးချလဲဒါမင်းဘဝလူငယ်တွေကြက်ကြက်တတိထားပါတော့မင်းကိုယ်ကိုပြောလိုက်မယ်မိမယူတာအစလေယူတာအစကောင်းပါလေပါလိမ့်မယ်နော်တတိထားဖို့ဆိုမင်းယူမဲ့ယောက်ျားလေးကိုကောင်းလေးပြောမှာဗောရည်စားတကားပြောမှာဗောခင်ကိုချစ်ပါတယ်ခင်ပါတယ်အမလေးပါဇက်တဲမှာတော့ငုံထားနေတာသေးပေါက်ချမှာဆိုလို့ပါညာဟုတ်လားဒါလေးပြောမှာဗောသူပြောတဲ့ဥစ္စာမယုံနဲ့အရေးကြီးတယ်ဆိုတာအဲ့ဒီကောင်းလေးဟာနားထောင်မိန်းကလေးတယောက်ကိုကဲခါတီးပြီးစီယောက်ျားတယောက်ကိုကဲခါတီးပြီးစီအဲ့ဒီကောင်းလေးဒီတို့မို့အဲ့ဒီကောင်းမလေးဒီသူရဲ့အားလက်ချိန်ကိုဘယ်နေရာမှာသုံးလဲဆိုတာကြည့်ပါဒါအပြည့်ဖြတ်တာပဲလက်ခုပ်တီးမနေနဲ့ကိုယ့်ကိုယ်ပြန်စဉ်းစားဖို့ပြောတာအဲ့ဒီလက်ခုပ်တီးတဲ့ကောင်ကမိန်းချိန်ဘယ်လိုသုံးလဲပြန်စဉ်းစားဒါပဲအရေးကြီးဆုံးကအားလက်တဲ့ချိန်ကိုဘယ်လိုသုံးတယ်လဲဒါပဲဥပမာအခုပိုးပြီးဆိုးလာတဲ့ဥစ္စာပါဆိုမင်းတို့ရဲ့အားလက်တဲ့အချိန်တွေကိုသုံးတဲ့နေရာတွေကအများကြီးပေါ်လာရွာမှာစာရေးတဲ့တာမရှိပြန်မယ်ဘလက်ခုံရှိဟုတ်လားအရက်ဆိုင်ရှိအပြည့်စရာနေလေဒုံကြီးဟုတ်လားအဲ့ဘယ်နေရာမှာအချိန်ကုန်တယ်လဲဒါမင်းကိုမင်းစစ်ဖို့အဲ့ဒီကုန်တဲ့အချိန်မျိုးမှာဘယ်မှာကုန်ဖို့ကောင်းလဲဆိုစာကြည့်တိုက်မှာကုန်အောင်ဒါကြောင့်စာရေးရိုက်ကိုလုပ်ပါလို့ပြောတာရရတဲ့ခုမှဒါပဲပြောချင်တာရှေ့တော့ကတို့ရဲ့ဒီ traditional education လို့ပြောမှာပေါ့တို့ရဲ့ဒီတာမန်ရိုးရာသင်ကြားမှုအတွက်တဲ့ကကြဘယ်မှာအခြေကုန်လဲဆိုတော့ပညာသင်ကြားရေးဌာနဘုန်းကြီးကျောင်းအဲ့ဘုန်းကြီးကျောင်းကကွင်းကြီးအကျယ်ကစားကွင်းရှိတယ်ကိုရင်တွေကလည်းကမြင်းညောထားတယ်ကျောင်းသားလေးတွေကမြင်းညောထားကစားကွင်းလည်းအပြည့်ပြီးလဲပြီးတော့ဘုန်းကြီးစီမဲ့သွားပြီးစာပြန်ရတာဟာသူဟာတဲ့သူโอเคပဲတို့မှကိုဘုန်းကြီးကျောင်းလည်းပဲမသွားတော့စာသင်ကျောင်းကလည်းကစားကွင်းမရှိကုတီမှာကစားကွင်းတော်တော်ကြီးတယ်မစိုးစားရိုက်ပဲပါလေကဒါကိုလို့ရပဲရတော့မှရှိတဲ့လူကြီးတွေဟာနော်လူငယ်တွေကိုရွှေချမှာအနာဂတ်တောက်ပါမယ်ဆိုတော့သဘောပေါက်အဲ့ဒါသိအဲ့တော့ခုနကပြောခဲ့တဲ့ဥစ္စာထဲမှာပါတဲ့ဥစ္စာထဲမှာမှတ်မိတယ်မလားငါ4လ5လလောက်ခရီးဒီလုပ်ခဲ့တာအဲ့ဒါဘဝမှာတော်တော်ကိုစူးစမ်းပန်းစားလုပ်ခဲ့တာခုနောက်ပိုင်းတော့လည်းငါခုဆိုလို့ရှိရင်တော့ငါအချိန်ကအလကားကုန်မခံဘူးပေါ့နော်ဒီစာဖတ်တယ်ပြီးတော့စာဖတ်ပြီးတော့ငါဖတ်ရမှာလားဆိုတဲ့ခါကျငါဖတ်ရတယ်မကောက်ဘူးငါအမှန်တည်းပြောလို့ရှိရင်မူလာတော့ဒီ OBJ တို့ကန်ချောတို့အကုန်လုံးသိတယ်ကွာသူအကုန်လုံးသိတယ်ငါစာပေရမိုးလို့ခေါ်တယ်ငါ့ကိုစာပေရမိုးတဲ့စာဘလူချမ်းမင်းသားတဲ့ဟာနာမည်အဲ့ဝေပိုင်းလေးလုတ်ခဲ့တဲ့ခါကျ88ပြီးရော88ပြီးတဲ့အခါကျခလေးတွေကကြောင်းကြီးရလည်းပြိတာဘယ်သွားမှမသိဘာလို့အဲ့ဒီလိုဖြစ်အချိန်မှာငါဘာဖြစ်လဲဆိုဒီစမောင်းငါလို့ဒီစာရီပီရီအကြောင်းဝေပိုင်းရေးတွေအကြောင်းရှောက်ရေးနေဒီဘယ်သွားမှမသိတဲ့ကလေးတွေငါဘာမှမရေးဘူးလားဆိုပြီးတော့အဲ့ဒီမှာငါဒီကလေးတွေအတွက်ကိုငါဘွားကိုငါမြုပ်နှံမှာတော့ဆိုမျိုးဆက်တွေတိုးတက်ဖို့ဆိုပြီးတော့ငါစာရေးတာပဲတောက်လျှောက်ဒီနေ့ထိဟလာဒီမျိုးဆက်တွေမကောင်းလို့ရှိဘာလို့မှလဲငါဘွားကနေဝင်ရင်မကောင်းနိုင်ဘူးဒီကလေးတွေကောင်းမှာပေါ့
ဟာလူကြီးတွေကပြောတဲ့ခါကျတော့ဒီတနေ့တော့ပဲငါပြောခဲ့တယ်လေဒီဟာမင်းတို့လည်းကောင်းလေးတွေလည်းငါပြောအောင်မယ်ဟုတ်တနေ့ကဟိုငါကဆုချင်းမြင်ပွဲလေးငါသွားဟိုဂုံနူးတွေပါလေအောင်းတဲ့ကလေးတွေပေါ်သွားပြီအဲ့ဒီဂုံနူးတွေပေါ်ဟာ၄ဘာသာဂုံနူးတို့၃ဘာသာဂုံနူး၅ဘာသာဂုံနူးပေါ်အဲ့ဒါဆုပေးတဲ့ခါကျဆရာကြီးကောင်တွေကဆုပေးပါဆိုငါပေးပေးရတယ်ပေးပေးတဲ့ခါကျငါပြောခဲ့တယ်မင်းတို့လို့ဝင်လာတယ်လို့အဲ့တော့ကောင်းလေးတွေလည်းမှတ်ထားအောင်မယ်ကောင်းမလေးတွေလည်းပါလိမ့်မယ်အဲ့ဂုံနူးနဲ့အောင်ဖိဖိကျွန်တော်ဂုံနူးပေးဘယ်တစ်ဘာသာနဲ့အောင်တယ်ကျွန်တော်ဘယ်လောက်ပေးဘာညာဆိုပေးတဲ့ခါကျတော့ဒီဘာသာအောင်လုပ်ပေးတာဘယ်သူကလုပ်ပေးတာလဲမိဘအကြောင်းထားပေးတာဘယ်သူအတွက်တော့သူ့အတွက်အဲ့သူဂုံနူးနဲ့၄ဘာသာအောင်တဲ့အတွက်ပိုက်ဆံ၄တော့မရောအောင်ဆိုမိဘပေးလိုက်ရဆိုတော့ဟာမင်းဥစ္စာဘာလို့ပါတယ်မင်းစဉ်းစားကြည့်အဲ့တော့ငါပြောပြတယ်သူဘာနဲ့သူဆိုတို့တိုင်းပြန်အဲ့တိုင်းပြန်လို့ပါတယ်ဆိုတော့သူ့ဟိုငါနှစ်ပြားသုံးပြားလွှဲလာငါးပြားလွှဲလာမသိပါဘူးကွာတီမီဇက်တုံးလေအဲ့ဒီမှာပါတယ်ဆိုတော့အဲ့ဒီတီမီမင်းကစင်ကိုနဲ့အလိုဆန်းတော့တီမီမင်းကိုစကားပြောအလိုဆန်းမလို့တော့စင်နဲ့အလိုဆန်းမလို့တော့စင်နေကနေတော့စင်နဲ့အလိုဆန်းရမယ်ဒါမှမဟုတ်တိုက်ဆန်းလို့တော့မဖြစ်သေးဘူးလေစင်ကိုတော့အရက်တိုက်အောင်မှဖြစ်မယ်ယောငါတစ်ခွဲယောငါတစ်ခွဲစင်ကတော့တော်မူးသွားပြီတဲ့တို့တိုင်းပြအဲ့လိုပါငါတစ်ခွဲပြီးတော့ကြာစင်မှုတဲ့ပြောတော့တော်သားခဲ့တယ်အဲ့တော့ငါပြောတယ်အဲ့ကိုတော့ဂုံလူရတဲ့ကောင်းတယ်မင်းတို့ကနေစမ်းမအောင်ပါဂုံလူရအောင်လည်းမိဘအတီးဆိုကြောင်းထားလိုက်ကျူရှင်ပို့လိုက်တယ်ပိုက်ဆံတွေကုန်တဲ့မင်းဂုံလူရတဲ့ခါကျတော့လည်းပဲမင်းကကျွန်တော်ဂုံလူပါရတဲ့ပိုက်ဆံဘယ်လောက်ပေး1000ပေး2000ပေးမင်းတို့ကတောင်းနေတယ်ဆိုမင်းတို့ကငါတစ်ခွဲကများလို့နေပြီလို့ပြောခဲ့တယ်ဟုတ်လားအဲ့တော့မင်းတို့လည်းပြန်စဉ်းစားကြကောင်းလေးတွေကောင်းမလေးတွေလည်းပြန်စဉ်းစားကြပြောချင်တာကဒီမဲ့တခုတည်းမင်းတို့ပြောချင်တဲ့ဥစ္စာမင်းတို့ကိုမင်းတို့ပြန်တွက်ပါအချိန်ကိုဘယ်လောက်သုံးလဲဆိုတော့အဲ့ဒါစဉ်းစားတာဒီတို့တိုင်းပြည်ရမယ်ငါပြောမယ်တော့ဟုတ်ကဘာမှာတို့တိုင်းပြည်လောက်ချမ်းသာတဲ့တိုင်းပြည်မရှိဘူးပြီးတော့တို့တိုင်းပြည်လောက်မွဲတာလည်းမရှိဘူးနော်ဒါတော့ဘာပေါ့ဟုတ် if you English တယောက်ရေးခဲ့တယ်ဆိုတော့လူကပြော English လို့ပြောမယ် if you tickle the it laughs with the crops ပဲအင်္ဂလိပ်လိုမှာတိတ်လာဗမာလူကပြန်တော့မြေကြီးကိုဂလီထိုးလိုက်လို့ရှိရင်အသိဉာဏ်တို့ဖြင့်ရေမောသောတိုင်းမြေကြီးကိုဂလီထိုးတယ်ဆိုတော့ထုံနာရတာပေါ့ကွာမြေကြီးကိုဂလီထိုးလိုက်ရင်တဲ့အသိဉာဏ်တို့ဖြင့်ရေမောသောတိုင်းပြည်တို့တိုင်းပြည်ကိုတင်စားပြီးခေါ်တာစားတို့ကအဲ့ဒါမသုံးတော့တလောက်ကြီးကောင်းတဲ့အတန်းနဲ့တလောက်ရေကောင်းတဲ့အတန်းနဲ့တို့မသုံးတော့အဲ့ဒါပါလဲဆိုတဲ့အခါကျတကယ်ကိုအကြီးကျက်တို့ကမတွေ့သေးလို့အဲ့တော့ငါကခုနကပြောခဲ့တဲ့အဲ့မှာထောင်ထဲမှာနေခဲ့ရတယ်ဆိုတော့မင်းတို့ကပြောတယ်ထောင်ထဲမှာနေခဲ့တဲ့လေးလာငါးလာတော့အချိန်လေးကိုအားရပါရငါသုံးခဲ့တယ်အခုဒါကြောင့်မင်းတို့စင်မောမှာတကူတကမင်းတို့ငါဖိတ်နေရတယ်နှုတ်လို့ရှိရင် nobody ဘာမှမဟုတ်လက်ကားကောင်ဖြစ်နေမှာဒါမဲ့ငါအချိန်လေးကိုငါသုံးခဲ့တယ်မင်းတို့လည်းပဲမင်းတို့အချိန်ကိုမင်းတို့သုံးကြည့်စမ်းမှာဖြစ်ပါတယ်မင်းအချိန်ဆိုတာရှိလားမေးပြီးတော့မမေးကတော့သိတယ်နော်မေးရမသိတော့စားမှတ်ပြီလားငါပြောရတယ်ကဲအချိန်ဆိုတာဘာလို့ပြောတာမင်းတို့က All right very good ဟုတ်လားငါမင်းတို့စိတ်ခေါ်နေပြီနော်ဘယ်နှချက်တီးတော့နှစ်ချက်ရှင်းစင်နောက်ဆက်လာအဲ့ဒီနှစ်ချက်တစ်ခုနဲ့တစ်ခုမကွာဘူးလားအဲ့ဒါအချိန်လေးဟောမင်းပြည့်စည်မပါပဲနဲ့အချိန်ရှိလို့ရတာဟောပြဿနာအဲ့တော့အချိန်ဆိုတဲ့ဥစ္စာဟာရှိတယ်ဆိုရင်လည်းဟုတ်တယ်မရှိဘူးဆိုလည်းဟုတ်တယ်ဘာမှမရှိလို့ရှိရင်အချိန်ဆိုတာရှိမှာလောကကြီးမှာဘာမှမရှိဘူးဆိုတော့ကဲနေလည်းမရှိဘူးလားလည်းမရှိဘူးနေဝင်လာလည်းမရှိဘူးလားထွက်တာလည်းမရှိဒီတိုင်းကြီးရှိနေတယ်ရှိရင်အချိန်ရှိတာမရှိဘူးလားဟာမဲအကုန်ယူကုန်လိမ့်မယ်
ဆရာဘောင်းကလူသားနဲ့ဇီကိုယူကြခဲ့တယ်ဆိုတော့တော့ကြတော့ငါဒုက္ခရောက်ကုန်လိမ့်မယ်ပြောနေတာကမင်းသုံးလို့ရှိရင်အချိန်စွာရှိတယ်မသုံးရင်အချိန်စွာမရှိမင်းသုံးသလားမသုံးဘူးလားမင်းပေါ်မှာတည်အချိန်စွာတမိုးရှိသလားမရှိလားမင်းပေါ်မှာတည်တမိုးမရှိဘူးဆိုလည်းမရှိရှိတယ်ဆိုလည်းရှိတယ်မင်းအသက်ဘယ်လောက်ရှိလဲ16နှစ်16နှစ်ဆိုတာအချိန်မိုးလို့ပါလေမင်းအသက်ဘယ်လောက်ရှိလဲ20ဆိုတာအချိန်မိုးလို့ပါလေခဏလေးကွာနေဦးတော့အဲ့ဒါအချိန်မိုးလို့ပါလေအဲ့တော့မင်းအချိန်ကိုဘယ်လောက်သုံးလဲဘယ်လိုသုံးလဲအဲ့ဒါမင်းတို့စဉ်းစားတော့ဒါဒီနေ့ဒီဟောပြောရနော်ငါဟောပြောဟုတ်ချင်ဟုတ်မဟုတ်ချင်ဘူးငါမသိဘူးနော်ဒါမဲ့တစ်ခုရှိတယ်ဆိုတာသိကြတာတော့မင်းတို့ကငါပြောနေတာပဲငါ့နေတာလားဆဲနေတာလားငါမသိဘူးမင်းတို့အသုံးမကျဘူးလို့ပြောတာလားလည်းငါမသိဘူးဒါမဲ့သိကြတာတခုတော့မင်းတို့ကငါပြောတာအဲ့ဒါတော့အဲ့တော့ခေါင်းကဒီထောင်ထဲမှာနေကြရတဲ့ကိစ္စငါလိုပဲထောင်ထဲမှာကြီးပေါ်သွားတဲ့လူတွေအများကြီးပဲမင်းဒီညမှာနေဘယ်မှမသွားနဲ့ဆိုဒီတိုင်းနေရတာငါလည်းအဲ့ချိန်တော့အသက်က16ထောင်ထဲမှာရောက်မိမပိုးကျင်နေတဲ့အရွယ်ပြောမနေနဲ့ဒါမှထောင်ထဲထက်တော့မိမဝေးလို့အထက်စင်အောင်မမြင်ရဘူးဟုတ်လားအဲ့တော့ဒါလေးပဲကြည့်တော့ဒါလေးပဲစဉ်းစားတာပေါ့ဒါလေးပဲဖတ်တော့တာပေါ့အဲ့ဒါလေးနဲ့တည်းကဖြစ်လာကြတာဗျာနောက်ဆုံးပဲကြဥအောင်တဲ့ဆိုတော့မင်းတို့ဒီကနေတကူးကဖိတ်ပြီးငါခေါ်နေရတယ်ကဲဒါပဲငါအချိန်လေးကိုငါအသုံးချခဲ့တာဒါကြောင့်ငါအချိန်လေးကိုငါအသုံးချခဲ့တဲ့အတွက်ကြောင့်ငါဒီလိုဖြစ်လာခဲ့တယ်မင်းတို့ငါတကူးကဖိတ်နေတယ်မင်းတို့လည်းအဲ့ဒီလိုအသုံးချလို့ရှိဖြစ်တယ်လို့ငါပြောတာတခါလေးကျအဲ့ဒီအချိန်အသုံးချဖို့နဲ့ပတ်သက်ပြီးတော့ဘာတွေရောက်သွားမှလည်းမသိပါဘူးကွာငါတွေးမိတဲ့ဥစ္စာတွေကပေါက်တက်ကြရတယ်ဖြစ်တော့တခါကျပြောရတာတခါကျဟောပြောဘဲနဲ့လည်းမတူဘာတွေမှလည်းမတူအချင်းချင်းပေါက်တက်ကြရရှောက်ပြောသလိုဖြစ်နေလဲမတတ်နိုင်ဘူးသိခါတော့ကွာမင်းတို့ဥမာဆိုတော့ငါကမင်္ဂလာတော့ဒီပြန်ရည်မင်္ဂလာတော့မင်းတို့သိတာပဲဟုတ်လားဒါမဲ့ငါမာတာပိတုပဋ္ဌာနာဗုဒ္ဓရတ္တသိငောအနာကုလသကမ္မနာဣဒ္ဓမင်္ဂလာဘုရားပါညာဆိုတော့မာတာပိတုပဋ္ဌာနာမိဘတို့ဟာဖြူဝေးဆောက်ရှောက်ရင်လေကောပါညာဆိုကိုယ်ဟုတ်တယ်အခုပြန်စဉ်းစားကြည့်ခါကျတော့တို့ဒီမိဘတွေဆိုရပါစို့ကွာမှန်ခုငါဆောင်းပုတ်ကလေးတစ်ခုရှိတယ်ကွာငါအဲ့ဒါလေးမင်းတို့နည်းနည်းပြောလိုက်ချင်တယ်ခေါင်းကတော့ရေးပြလိုက်တယ်ဒီအဲ့ငါစိတ်နဲ့ပေါက်တဲ့စံမိုးလေးပါငါရေးထားတဲ့ဥစ္စာတွေငါကြက်ရေးကြက်တယ်ငါကိုငါပေါ်လေအဲ့ဒါလေးရေးမိတဲ့ဥစ္စာတွေသဘောကျတယ်အဲ့ဒါလေးလည်းမင်းတို့ပြောလိုက်အောင်ပါတာဝန်သိခြင်းဒီကိုခြင်းနော်ဘာလဲနော်တာဝန်သိခြင်းဒီကိုခြင်းတာဝန်ယူဝင်ခြင်းဒီတတ္တိဘာလဲတော့တာဝန်ယူဝင်ခြင်းဒီတတ္တိတာဝန်ဆောင်နိုင်ခြင်းဒီစွမ်းရည်ဘာလဲတော့တာဝန်ဆောင်နိုင်ခြင်းဒီစွမ်းရည်ပရမသုသတာဝန်သိခြင်းဒီကိုခြင်းတာဝန်မသိရင်ကိုခြင်းပြတ်ထားပဲပေါ့မင်းတို့ဒီဆွဲရတာမိဘတာဝန်သိလို့တော့မယ်တာဝန်မဲ့တဲ့မိဘတွေငါနှစ်ယောက်သုံးယောက်တူတယ်ခလေးတွေကအကုန်ကစင်ငယ်ဖြစ်ကုန်တာတာဝန်မသိတော့မိဘတွေရဲ့သာသမီဖြစ်ရခြင်းဒီငရဲတာဝန်မဲ့တော့သာသမီတို့ရဲ့မိဘဖြစ်ရခြင်းဒီလဲငရဲဟာမယ်ဟုတ်လားတာဝန်မသိရင်ကိုချင်းပြတ်သွားတယ်လူတယောက်တာဝန်မဲ့တဲ့အတွက်ကြောင့်မလို့မိထလောင်နိုင်တယ်ဒီလိုရက်ွက်တစ်ခုလုံးပြောင်းသွားနိုင်တယ်ဟုတ်လားတာဝန်မဲ့တော့မိဘရဲ့သာသမီဖြစ်ရခြင်းဒီလေငရဲတာဝန်မဲ့တော့ရက်ွက်လူကြီးရဲ့အယတ္တုယတာဖြစ်ရခြင်းလေဒုက္ခတာဝန်မဲ့တော့မြို့အကြီးကဲမာယကဘာညာစားရှိတော့ဥက္ကဋ္ဌတို့ရဲ့မြို့သူမျိုးသားဖြစ်ရခြင်းလေဒုက္ခ
တာဝန်မဲ့တော့အစိုးရရဲ့ပြည်သူပြည်သားစီရင်ဒုက္ခဟုတ်လားနော်တာဝန်မဲ့တော့တိုင်းသူပြည်သားတို့ရဲ့အကြီးအကဲဖြစ်ရခြင်းလေဒုက္ခဟုတ်လားဒါကြောင့်တာဝန်သိခြင်းသည်ကိုခြင်းဟုတ်လားတာဝန်သိခြင်းသည်ကိုခြင်းတရားတာဝန်မသိရင်ကိုခြင်းပြည့်တယ်နော်တာဝန်ယူဝင်ခြင်းသည်တတ္တိရှိရတယ်အင်္ဂလိပ်စကားလေးတစ်ခုရှိတယ်ကွာငါအင်္ဂလိပ်လိုမပြောတော့ပစ္စည်းဥစ္စာဆုံးရှုံးလို့ရှိရင်အများကြီးဆုံးရှုံးတယ်မိတ်ဆွေကောင်းတယောက်ဆုံးလို့ရှိရင်ဆုံးရှုံးရင်ပိုးပြီးဆုံးရှုံးတယ်တတ္တိဆုံးရှုံးလို့ရှိရင်မင်းပြီးတော့ကုန်ပြီတတ္တိရှိရတယ်အဲ့တော့နားတော့အင်္ဂလိပ်လိုနည်းနည်းယူလိုက်ပဲကွာဟိုတချို့ကောင်းလေးတွေပါလို့ဟုတ်လားHe who loses his wealth loses much. Look at what that is. Go now. Well, see the usa socially loses much. He who loses a good friend loses more. Which we got your social and more social. He who loses his courage to that is social loses all. Go. I know that is right as well. Menua. ခါရတေးတွေဘာတွေကိုင်းပြီးတော့တိုက်ဝင်ခိုက်ဝင်အဲ့လိုမှတတ္တိမဟုတ်ဘူးတတ္တိဆိုလိုက်တဲ့ဥစ္စာမဟုတ်ငါဒီကိစ္စကိုငါလုပ်မယ်အဲ့ဒီလိုဆုံးဖြတ်ပြီးတော့တာဝန်ယူဝင်ရင်းသည်တတ္တိနော်ငါမိဘကိုငါလုပ်ကြည့်မယ်ငါအသက်ရှင်နေသမျှကာလပတ်လုံးအသက်ငွေရှိနေသမျှကာလပတ်လုံးမှာငါမိဘမဆင်းရဲစေရဘူးငါသားသမီးမဆင်းရဲစေရဘူးအဲ့ဒါတတ္တိပေါ့အဲ့ဒီတတ္တိလို့လားဟုတ်လားနော်တတ္တိနော်ကောင်းပြီအဲ့ဒီတတ္တိဟာဘလောက်အရေးကြီးလိုက်တယ်လဲလို့ဆိုတဲ့ခါကျတော့ဒီဥမာဆိုတော့ပါယောက်ျားတယောက်မှာတတ္တိရှိတာမိန်းမတယောက်လည်းတတ္တိပဲမိန်းမရဲ့တတ္တိပေါ်သေးသေးမထင်နဲ့နော်နဲတဲ့တတ္တိမဟုတ်ငါတပြည့်မှာပြောနေမယ်ခလေးမိုးဝနာတခုတည်းနဲ့ငါဆလံပေးတယ်မင်းစနာကြည့်ပါမင်းမကြီးနဲ့မင်းတို့ကောင်းတယ်ငါဘိုက်ကိုတနေ့ငါကြက်သားတို့ပြီးတော့ခါချီတာမယ်ကိုလာတင်နေမင်းကိုတနေ့ငါကြက်သားတို့ပြီးချီတော့မင်းတို့သေပဲကောင်းနေကြီးမင်းအိမ်သာသွားလည်းမဖြုတ်နဲ့ဓမင်းစားလည်းမဖြုတ်နဲ့နေ့ငါကြက်သားဒီထုတ်ကြီးမင်းလွယ်ထားစားမင်းလုံနိုင်မလားမင်းဟုတ်လားမင်းအဲ့ဒီတတိကနေလားခလေးမွေးတဲ့ခါကျတော့မင်းဟိုမကောင်းတော့ဘူးကွာညစ်လိုက်ရတဲ့ဥစ္စာတခါတည်းကိုအဲ့ဒီမှာကိုတခါတည်းအေးဆိုပြီးတော့အဲ့လိုညစ်လိုက်ပြီးတော့ဗာမွေးမယ်အမလေးဆိုပြီးတော့ဒီနေရာနဲ့အသက်ပြောက်သွားသေရင်လည်းတော်ပါပြီကိစ္စမရှိပါဘူးလို့သူတို့စိတ်ထဲမှာသေသွားရင်တောင်မှမနှမျောတော့ပဲနဲ့ဝင်းမြောက်ဝင်းသားလက်ခံလဲဆင်းရဲသွားတာငါတော့မကြုံဘူးပေါ့ကွာသူကပြောတာဒါကကိုလေးမဟုတ်လေကွာသူတို့ပြောပြတာကပြန်ပြောတာပဲလို့အဲ့ဒီမှာခလေးမွေးလိုက်တာဦးဝဲဆိုလိုက်တော့ဟဲယောက်ျားလေးဟဲအသားလေးကဖြစ်အဖေနေနဲ့တူတယ်ဟဲဒီစမအောင်ဆိုတဲ့ခါကျဒါလေးကြည့်ပြီးတော့ဩကသားလေးသူကငါသမီးလေးအဲ့ဒီမှာဖြစ်သွားတယ်မင်းတတ္တိနဲလားပြောချင်တာကအဲ့ဒီမိမကြီးရဲ့ခလေးမွေးဝင်းတဲ့တတ္တိတစ်ခုတည်းနဲ့တို့ကအလေးပြုတ်တယ်လို့ပြောတာသူကိုတကယ်စဉ်းစားကြည့်ပါမယ်လေးလေးနဲ့စဉ်းစားကြည့်တော့မယ်အဲ့တော့ပြောချင်တာကတတ္တိဆိုတာမင်းတို့မှာယောက်ျားမှာရှိတာမဟုတ်မိန်းမမှာရှိတာမဟုတ်အကုန်လုံးမှာတတ္တိရှိတယ်တတ္တိမရှိရင်တော့မင်းဘာမှမလုပ်ပါနဲ့ကျောက်ကကြီးဘာမှမဖြစ်တော့မင်းဘာမှမဖြစ်နေတော့တတ္တိမရှိဘူးအဲ့ဒါအရေးကြီးပါတယ်ဒါကြောင့်တာဝန်သိခြင်းသည်ကိုခြင်းတာဝန်ယူဝင်ခြင်းသည်တတ္တိတာဝန်ယူနိုင်ပါစေယောက်ျားတော့တာဝန်ယူနိုင်ပါစေဟာဖယားမင်းအဲ့ဒီဟာပြောနေတာသူတို့ကိုဖယားမလို့ကိုပြောတာမဟုတ်ပါလောကကြီးမှာတဲ့မင်းကိုအလုပ်ကိုကိုလုပ်နေရင်ကုသိုလ်ရတယ်လို့သုံးမျိုးရှိတယ်ဗျာနော်ပရမဇောတိကယဟန်တော်တဲ့သူရဲ့ယဟန်ကျင့်ဝင်တဲ့သူ့ဘာသူကျင့်တာအလိုလိုနေသူ
ဒီဝီဒီနဲ့နေအောင်ကြည့်နေတာနဲ့ကိုအလိုလိုကုသူကကုသူကြာလှူဖို့တမ်းမလို့ဘူးတဲ့သူ့ဖတ်သူကုသူရတယ်နောက်တစ်ယောက်ကမင်းဧကရစ်တယ်သူ့မင်းရဲ့တရားနဲ့တာညီအောင်လုပ်တယ်တကယ်ကိုညီအောင်လုပ်လို့ရှိရင်တိုင်းသူပြည်သားအကုန်လုံးကိုအေးချမ်းချမ်းသွားလိုက်တဲ့အောင်လုပ်ပေးတဲ့အတွက်ကြောင့်စောင့်ရှောက်တဲ့သူ့မင်းရဲ့တရား10ပါးဟုတ်လားခုနကမင်းကြီးတရား9ပါး4ပါးဘာညာစသည်အဖြစ်အဲ့ဒါတွေနဲ့ညီလို့ရှိရင်လည်းကိုအရှင်မင်းကလူလူလေးကုလို့ရတယ်အဲ့ရှင်မဂါပတိအဲ့ရှင်မကိုငါစိတ်တယ်မဲ့ဖခင်ကပထမတော့ကအဲ့ရှင်မကိုဘယ်တဲ့ကြောင့်မှဒီအလကားနေရင်သူ့လိုသူလုပ်ရင်ကုလို့ရတဲ့ဘာကြောင့်ထည့်ပါလိမ့်မလဲဟောမလားငါငယ်ငယ်တော့မသိဘူးအမှန်ပြောတာကြည့်ပါတော့သိတဲ့ခါကျအဲ့ဒီအဲ့ရှင်မမိမတယောက်ကမင်းမနေ့အဲ့ရနိုးလို့မျက်စိပွင့်လာတယ်မြင်တယ်လေအလုပ်သွားဖို့ရဲ့အငယ်လေးကောင်ကိုပူးနေတဲ့ကောင်စားဖို့ဆံမျိုးပြုတ်ထားတယ်သူများတွေ့ချင်အဲ့ဒီဥစ္စာမှာအဲ့ဒီသုံးပါလုံးကအဲ့ဒီတရားနဲ့မရင်အကုန်လုံးတော့မာလကိယပြီးတော့မယ်အဝစီချောင်းနေတော့ဘုန်းကြီးလည်းပဲသူ့ဘုန်းကြီးတရားနဲ့မကျင်မဲနဲ့နေလို့ရှိရင်အဲ့ဒါအဝစီပဲပဲဟိုတို့တောင်တွင်းကြီးကဟိုကံတော်မင်းရောက်ဆရာတော်ဆိုတော့ဟဲ့ကောင်မင်းနွားဝါမင်းတော့ဘုန်းကြီးအောင်မိထားတာနွားဝါမင်းလို့ရှိရင်တော့ဘုန်းကြီးလို့သာအောင်မိထားပါအဲ့လိုပြောတာငါပြောတာမဟုတ်တော့ငါမပြောဘူးနော်ဒါကတော့ဗာလေကြောက်ပါရဲ့အဲ့ကံတော်မင်းရောက်ဆရာကြီးပြောတာတကယ်ပြောတာပါနွားဝါပြင်တော့ဘုန်းကြီးလို့အောင်မိထားပါအဲ့ဒီတိုင်းမှာရှင်မင်းလည်းမင်းကြီးတရားနဲ့မကြည့်လို့ရှိရင်အဝစီကသူ့တပတ်ပေါ်နေပြီလားမဆောက်နေတာဂါပတိလို့ခေါ်တယ်အရှင်မလေးကြောင်းမေတော့ပဲအဲ့ဒါဘုရားမျက်နှာမလိုက်ဘူးညီမြတ်စွာပြီးထားတာသူကကြိုက်ထားလိုက်ပါတော့ဒါလည်းဘယ်ရောက်ကုန်မလဲတောင်ပြောမြောက်ပြောဆောက်အဲ့တော့ကတော့ပြန်ပြောချင်တာနော်တာဝန်သိခြင်းဒီကိုခြင်းတာဝန်ယူဝင်ခြင်းဒီတတ္တိနော်တတ္တိရှိရတယ်နော်တာဝန်ဆောင်နိုင်ခြင်းဒီစွမ်းရည်လေခြင်းအဲ့ဒီစွမ်းရည်ရှိအောင်ကြတော့ဘာလို့ရလဲဆိုတော့တို့ကမင်းတို့ခုနကပြန်ဆက်ရတော့မှာပညာသင်တယ်ဆိုတာဘာလို့ထားလဲဆိုတာတို့ကပြန်စင်းလာရတော့မှာနပညာဆိုတာမပြောတော့တိတ်လေးနေမလို့နည်းနည်းလေးညလဲနဲ့လိုက်7နိုင်လဲထိုးရနေပြီတော့ကြတော့ဟိုဘုန်းကြီးတစ်ပါးဖြစ်လို့ဖြစ်မှလဲကြောက်ပါတယ်အဲဒီဘုန်းကြီးတစ်ပါးတရားဟောနေတာတရားမပြီးတာမိမတရားကခလေးကိုစိတ်ဆိုတယ်အဲ့နဲ့ကလေးစေးတယ်ဆိုတော့မှပေကြီးစိုးတိတ်နေဖေကကိုရက်တိတရားမချသေးဘူးဟောကြငါတယ်ဘုရားကပြောနေကနေအဲ့ကလေးတဝါဆောက်စိတ်ဆိုအဲ့ဒါလည်းကြောက်ရသေးတယ်ငါမှပြောနေတယ်ဘိုးလေးတော့ဟောပါဗျာကြာပြန်ဟောတော့ကဲထားတော့ခုနဆက်ပြောမယ်ပညာသင်တယ်ဆိုတဲ့ကိစ္စကမင်းဒီအင်္ဂလိပ်လိုတော့ education ပေါ့နော်ပညာသင်တယ်ပေါ့ပညာသင်တယ်ဆိုတော့မင်းတို့လူတွေမှသင်တယ်ထင်မနေနဲ့မင်း animal education လို့ခေါ်တယ်တိရစ္ဆာန်တွေလည်းပညာသင်ရတယ်ငါပြောတဲ့ဆိုတာတီကောင်ကငါမပြောဘူးအစစ်နဲ့တီကောင်တို့လိုအစစ်နဲ့တတ်တော်တွေမှာပညာရေးဆိုတာမရှိဘူးပညာသင်တယ်ဆိုတာမရှိဘူးတိတ်နေလုံးအကြီးပက်ကြီးတို့တီကောင်တို့သူက instinct လို့ခေါ်တယ်ဗီဇစိတ်နဲ့တွားတာမင်းဥပမာဆိုတော့ကျဲဆိုရင်ပဲသူက education ရှိလာတယ်ပညာသင်တာရှိလာကျဲမကြီးကရှိရသွားတယ်ကရကျဲကလေးရဲ့နောက်ကမင်းတို့တူးမှနောက်ကလိုက်ပေါင်းမိတို့လေးနေရက်ကန်နဲ့လိုက်လာပြီးတော့မှရက်ပြီးတော့ဒါမစားနဲ့ဒါစားသူကပြပေးသွားတာအဲ့ဒီမှာခြေကလေးတဲ့ကောင်ကနောက်ကနေကျန်းတယ်ပြီးတဲ့ဟောတယ်တော့ဘာမှမသိဘူးအဲ့တော့ဒီပြပြီးအမေဒီမှာဘာမှလည်းမသိစားရမလားအဲ့ကျမကြီးကလှည့်ကြည့်တဲ့ခါကျတော့ကျဲတော့ဟိုမှာ plastic ပရိစီဖြစ်တယ်ဒါတော့မှကျမကြီးအဲ့ဒါမစားနဲ့ဆိုလှည့်ဟောမစားရဘူးဟာမေဒါပညာသင်တာဟုတ်လားအဲ့ဒီလိုသိနေတယ်ဆရာမအော်စားတော့နော်မ
မင်းမိဘရဲ့သဘောကိုမင်းတို့သိဖို့ပြောတာအဲ့ချက်တည်းစိုးဝဲလာတဲ့ခါကျတော့အတောင်ဖြတ်ရင်ဟာချက်ချင်းအိမ်အောင်တဲ့ဝင်ခိုင်းတယ်လာအဲ့ဒီကောင်တွေကြာနင်တို့အသက်ပါသွားမယ်လူနဲ့ဒီနေနေအောင်သွားဟာသိပြီးရတာသူ့ကိုယ်သူကာကွယ်ရအောင်သူ့အသက်ကိုသူမွေးရအောင်ဒါပညာမဟုတ်လို့ပါဟုတ်လားနော်ပညာသင်တဲ့ဥစ္စာတို့လူမမဟုတ်တိရစ္ဆာန်တွေလည်းရှိတယ်လို့ငါပြောတာအဲ့တော့ဥမာဆိုတော့တခါကြောင်နေဆိုတော့ကြောင်မကြီးနဲ့ကြောင်လေးဒီကောင်တစ်ကောင်ချောင်းတာမင်းတို့တွေ့ဘူးလားမင်းတို့သိစဉ်းစားကြည့်ပေါ့ချောင်းနေဆိုတော့မမြင်အောင်ချောင်းရတာမြင်အောင်သွားချောင်းမင်းရက်ခံရမှာမဟုတ်ပါစဉ်းစားကြည့်ပါလားဒါမှကြောင်မကြီးကကြောင်လေးကိုသူမြင်အောင်ချောင်းနေချောင်းတာမဟုတ်ဘူးခြေသေးကိုဒီလိုထားရတယ်လက်သေးကိုဒီလိုထားတွေ့လားအမေကိုကြည့်တာအဲ့မှာတကောက်တော့ပြေးလှုပ်ပြီးတော့လှုပ်လိုက်ပြန်ခွာလိုက်ကြည့်စမ်းဘာသိမ့်ပြီနော်အစာရှာဖို့အစာချောင်းမို့လို့သိမ့်ပြီလားဟုတ်တယ်ဟုတ်တယ်ပညာရေးပဲမိဘကသိမ့်ပြီတယ်ဘသူ့ကိုသိမ့်ပြီလို့သာသမီကိုသိမ့်ပြီတယ်ဟုတ်လားအကုန်လုံးသိမ့်ပြီတာပါလားရှိတယ်ဒါမဲ့လူကြတဲ့ခါကျတော့မိဘကပဲသိမ့်ပြီရတာတို့တော့လူမှကြတော့တိရစ္ဆာန်နဲ့ရှင်းလိုက်တဲ့ခါကျပညာရဲ့တည်းကများတော့အားကြီးတော့မိဘအကုန်မသိနိုင်တော့အကုန်မသိနိုင်တော့မှအကုန်သိတတ်တဲ့လူသားစားတရားပေါ်လာတယ်အဲ့ဒါဆရာတဲ့နော်ဟုတ်လားဒါကြောင့်မို့မိဘရဲ့ကိုယ်စားကိုပညာသင်ပေးတဲ့အတွက်ကြောင့်မလို့မင်းတို့ခုနကပြောဆရာကိုမိဘနဲ့တကိုင်းနဲ့ထားတယ်ဆိုအဲ့ဒါမိဘကိုယ်စားပညာသင်ပေးတာဟုတ်လားဟုတ်တယ်ရတယ်နော်နည်းနည်းလေးညစ်နေလာပြီကွာပြောတာလည်းနည်းနည်းနစ်လာပြီနော်ကောင်းပြီမိဘကိုယ်စားဆရာသင်ပေးလိုက်တဲ့ခါကျတော့ဘယ်လိုသင်လဲဆိုတော့နည်းနည်းလေးနေတဲ့ဘိုက်မှာရောက်တော့နည်းနည်းလေးစဉ်းစားပြီးအားတော့အားတော့နားပါလေကွာသို့တော့တွေ့ရတော့မယ်ငါတပြေးတဲ့ငါဟိုမော်တော်ပေါ်မှာပါချာတီပြီးခေါင်းမောင်းဆွဲပြီးတဲ့တကူလို့ဖြစ်နေမော်တော်သားဆုံးတော့ခေါင်းမောင်းသားမဆုံးတော့ဒလန်ကြီးမိငါလည်းမော်တော်ပေါ်မှာပါချာပြီးခေါင်းမောင်းဆွဲပြီးတဲ့ကောင်လို့မဆုံးတော့ဘူးတဲ့အဲ့တော့ကောင်းပြီဒီရေသားမှုရှိသေးလားမသိဒါမဟုတ်တောင်းတာမဟုတ်တော့ပြောတယ်ရေသားမှုကဲမသိဘူးလားမင်းတို့သိရတယ်မီးကြီးဘယ်ရှိပါလဲမင်းတို့မသိဘူးလားမီးကြီးစားကဲခုနကရေသားမှုကဒီနားမှာရှိတယ်နော်မီးကြီးဒီမှာရှိလားမရှိဘူးနော်ဒါမီးကြီးလို့ပြောရတဲ့ခါကျမင်းတို့မီးကြီးကိုလှမ်းမမြင်ဘူးလားပစ္စည်းရှိလားမရှိဘူးနော်အတန်နဲ့လည်းတည်တယ်နော်မီးကြီးဆိုတဲ့အတန်နော်အဲ့ဒီအတန်ကိုဘာသာစကားလို့ခေါ်တယ်ကွာမင်းဘာသာစကားဆိုတဲ့ကိစ္စကမင်းတွေ့ကြည့်တော့မယ်မီးဆိုရင်တမ်းမသိဘူးလားသိတယ်ဒါပြန်မီးရှိလားမရှိလားမင်းရှားမနေရဘူးလားမင်းမျက်စိမြင်ရလို့လားဒါပေမဲ့အတန်နဲ့လည်းမင်းမသိဘူးလားမီးဆိုကားဆိုင်ပလိုက်မော်တော်ကားပဲရှိထွက်တယ်မသိဘူးလားသိတယ်ကဲအဲ့မော်တော်ကားကြီးရှိလို့မရှိဘူးဘာနဲ့သိလို့အတန်နဲ့သိတယ်အဲ့ဒီအတန်ကိုပြုနိုင်တဲ့ကိစ္စဟာဘာသာစကားဆိုတဲ့အဆင့်ကိုရောက်အောင်အတန်ပြုနိုင်တယ်ဆိုတာလူမရှိတာတရိစ္ဆာန်တွေမှာအဲ့လိုအတန်မျိုးမရှိရှိတယ်ခွေးတွေမှာရှိတယ်ဟောင်းတယ်ဥတယ်ဟိန်းတယ်လေးမျိုးငါးမျိုးလောက်ရှိဒီတဲ့ပူပေါင်းရှိအခုမင်းခုဒီဘွားနေပြောနေဆိုမင်းတို့နားမလဲဘူးလားနားလဲတယ်ဘာလို့ဘာသာစကားအဲ့ဒီလူမှာဘာသာစကားဆိုတဲ့ကိစ္စပေါ်လာလို့အဲ့ဒီဘာသာစကားကိုပြောနိုင်တဲ့ထန်ကြိုင်းကျွနိုင်တဲ့လေချောင်းနဲ့ကရိယာပါလာလို့ငါပြောတဲ့ဥစ္စာမင်းတို့နားလဲဟောစရာမကောင်းလားမင်းတို့အဲ့ဒါစဉ်းစားမိဘူးလား
မင်းကြီးကန်းနေမှာတောကြီးကန်းကမင်း၃မျိုးပဲရှိမြို့ကြီးကန်းကနဲတယ်လေတယ်၄မျိုးရှိတယ်လေအာဆိုကြီးတာတယ်လို့ခေါ်တယ်မင်းကြီးကန်းနေတဲ့တကားတော့ဆိုတော့တွေ့ဘူးလားမင်းဟောတခါကျကြီးအားတယ်ကြီးတာတယ်တဲ့မင်း၄ခုလောက်ရှိတယ်ဒီ၄ခုကလွယ်လို့သူဘာမှမတတ်တော့ဘာလို့သူတို့မှဒီ level ညမှာ kriya မပါဘူးသူကပါတယ်အဲ့ဒီပါတော့ခုငါပြောတဲ့ဥစ္စာတွေမင်းတို့မကြောက်လားကဲငါစိတ်နဲ့ခံစားရတဲ့ဥစ္စာမင်းတို့ရတယ်ငါပြောတဲ့ဥစ္စာရတယ်ကြားတယ်အဲ့ဒီကြားတဲ့ဥစ္စာကိုအားမရလို့ဘို့လို့ပြန်ပြီးတော့မှလက်နဲ့ရေးတဲ့သင်္ကေတကြီးပေါ်လာတာဗျာအဲ့ဒါကြောင့်ဘာခေါ်လို့စာခုငါပြောတဲ့ဥစ္စာစကားအဲ့တော့ပညာသင်တဲ့ဟာနှမျိုးရှိတယ်တစ်မျိုးကနှုတ်ကနေပြီးတော့ဒီလိုသင်ပေးတဲ့ဥစ္စာပြောပြီးတော့သင်ပေးတာနောက်တစ်မျိုးကစာနဲ့ရေးပြီးသင်ပေးတာဆိုအဲ့ဒီပညာကိုနှစ်မျိုးစလုံးကိုရအောင်မယူနိုင်လို့ရှိရင်မင်းလောကကြီးမှာအောက်ကျနောက်ကျနိုင်ပြီးတော့အောက်မိတာဒါကြောင့်စာကြီးတွေထောက်ပါလို့ငါပြောတာနားလည်တယ်နော်ပညာယူတာပဲဒါမဲ့ငါပြောတဲ့ဥစ္စာကိုနားထောင်ပြီးတော့ဆရာစီကနေတည်းရဲ့နှုတ်ကထွက်တဲ့ဥစ္စာယူတာတစ်မျိုးနောက်တစ်မျိုးကပါတော့စာနဲ့ယူတာတစ်မျိုးနှစ်မျိုးလုံးနဲ့ယူရတယ်မင်းလောကကြီးမှာသူများရဲ့ဒီဟွာရှိတယ်ပါလောကကြီးမှာနေရာတကာမှာကိုယ်တိုင်ကြုံလို့မရဘူးဥပမာမိမတယောက်ရဲ့မျက်နှာမြင်တဲ့ဥစ္စာမင်းကြုံလို့ရလားယောက်ျားလေးပဲငါကြုံလို့မရနိုင်ဘူးကတော့ပြန်ပြောမှငါသိနိုင်တာအဲ့တော့လောကကြီးမှာတဆင့်ကံပညာယူရတာလေအများကြီးကိုယ်တိုင်မကြုံနိုင်ဘူးကိုင်းကောင်းတယ်ပြောတယ်တို့ဗုဒ္ဓဘာသာတွေမင်းဖះကိုတွေ့လာမယ်လို့တွေ့လိုက်လို့လားတွေ့လိုက်လို့မပြောနဲ့ဖះဆင်းတူတော်မှာတူလားမတူလားဘယ်သူမှမပြောနိုင်ဘူးတကယ်ဖះနဲ့ဒီနေ့ဆင်းတူနဲ့တူလားမတူလားမပြောနိုင်ဘူးဒါတိကိတဖြစ်နေတာတို့ကိုယ်ွယ်တရားလားဒါမှဖះဟောရတဲ့ပိဋကမကြံရိပ်ကြုံလားပထမဆုံးတော့ကစားတဲ့မရေးနိုင်လို့မလို့စကားနဲ့တင်သံဃာနာတင်ခဲ့ရတာတတိယချိန်ကြီးစတုတ္ထချိန်ရောက်မှမင်းစားနဲ့ရေးတဲ့အခရာတင်ရတာဟုတ်တယ်မလားပြင်းစကြတော့မင်းတို့မင်းကြီးတွေမှာကြောက်ထက်ခဲ့ခါခုဥနုလက်ထမှာကြတော့ခုနကသံဃာနာတင်လဲဆိုစာအုပ်ကြီးတဲ့ပိဋကစာအုပ်ကြီးတွေဖြစ်တာတိုင်းဘယ်ကနေယူရတော့သူဖះကိုအတန်ကိုမကြားရတော့ဘူးသူ့စကားကိုမတွေ့ရတော့ဘယ်ကနေယူရတော့စာကနေယူရတယ်မင်းတို့ကအဲ့ဒီလိုဖြစ်အတန်းနဲ့မှမင်းတို့တန်းနေမှာပညာကိုမယူလို့ရှိရင်မင်းတို့တီကောင်နဲ့ဘာမှသိမထူတော့အဲ့ဒါမှတ်တာကြောင်နေတောင်မှပညာလို့ရှိရင်လူဖြစ်အတန်းနဲ့ပညာမယူနိုင်ဘူးလားဘယ်လိုယူနိုင်တော့အခုလိုငါပြောတာမျိုးဘယ်သူပြောတာမျိုးဘုရားဟောတာမျိုးစာအုပ်တွေပါလိဖတ်ပြီးတော့အဲ့လိုပညာယူရတာမယူနိုင်လို့ရှိရင်သွားတော့ဒါမဲ့ဒီရွာမဲ့တိုးတက်ချင်လွယ်လွယ်လေးရဲ့တိတ်မခက်ဘူးနော်မဲ့စောက်ရင်တော့မဲ့အလွန်ဆုံး10နှစ်ပဲငါအလွန်ဆုံးပြောရတာ10နှစ်စာရိုက်ခွင့်ကလေးတွေလာပြီဘယ်ကောင်းနေလာမလဲ9နှစ်10နှစ်တွေလာလိမ့်မယ်9နှစ်10နှစ်တွေလာလိမ့်မယ်အယုတ်တွေကြည့်ပါစီသူတို့ကဆိုကြည့်အဲ့ဒီအယုတ်ကနေပြီးတော့စာဖတ်လာတယ်အဲ့ဒီစာကမြင်းနဲ့ဖတ်လာတယ်အဲ့ဒီ10နှစ်ကလေးကနောက်9နှစ်ကျတဲ့က15နှစ်ရဲ့မင်းလူလားမြောက်လာခက်တီဖြစ်လာပြီဒီကောင်လိမ်ပါလို့ရှိရင်အဲ့ရွာကောင်းပြီတော့အောင်ပြီဆို15နှစ်သားလိမ်မလို့ချင်ဘူးလားတလားကိုလက်ဖေးတစ်ခွက်ဖိုးလေမလို့ချင်ဘူးလားဟုတ်လားဘယ်လို့တကယ်ပြောတာမင်းတို့တကယ်လုပ်မယ်ဆိုလို့ရှိရင်တော့စာရေးတဲ့ပြောင်းလို့နော်ငါနည်းနည်းဆင်းရဲပါတယ်နော်စာရေးဆက်သိချင်9000ငါပို့ပေးလိုက်လောက်ကြည့်ပါငါပို့လိုက်အဲ့မင်းနဲ့အောင်မြင်သိဘူးငါပေးလိုက်လောက်ပါငါတီးတဲ့ကြီးတဲ့ခုလိုမရှိဘူးလို့ငါယုံနေကောလူငယ်တွေကိုရွှေချရမယ်လို့ငါယုံနေကောလူငယ်တွေရဲ့ပညာရေးကိုတတ်တဲ့သူတွေအနာဂတ်ကိုတတ်တဲ့အဲ့ဒါပဲအဲ့တို့ဒီခါလေးကြတော့ရွှေကမှပြီးရေစက်ချရမှာသူကကုသိုလ်ရတယ်ထင်တယ်နော်
ခုနကပြောဘုရားကိုသွားရွှေချမှကုသိုလ်ရတယ်လို့ထင်တယ်လူငယ်တွေကိုရွှေချဖို့ကြမေ့ကလေးတွေအတွက်ကစားကွင်းလေးအတွက်ဗော်လီဘောလေးပြပါစို့ကလေးတွေကြတော့ကမင်းရောထားတယ်လူကြီးကြအားကစားဆိုဒါအတင်းပဲမရှိဘူးဟုတ်လားငါပြောနေတာဒီကမင်းရောထားမှာပေါ့ဒီအကျော်ကဖြစ်တာဒီအကျော်ကမထားလို့ဘယ်နဲ့လို့ဒါကြောင့်မကလေးတယောက်ငိမ့်နေလို့ရှိရင်နေမကောင်းလို့အဲ့ဒါလုံးဝလို့ရှိရင်လူစင်မမီလို့အဲ့ဒါကလေးဆိုငိမ့်ကိုမနေအောင်ငိမ့်နေမကောင်းအဲ့ဒါတခုခုတော့လုပ်နေရမဟုတ်တာမလုပ်ရင်မဟုတ်တာလုပ်မှာဒါပဲတခုတော့လုပ်မှာသူနေလို့မရဘူးသူဒီတိုင်းအဲ့တော့ဟိုပြောတာလဲတော်တော်လေးကြားပါတယ်အဲ့တော့ပြောနေတာပညာသင်တယ်ဆိုတာပါလေအတွေ့အကြုံလက်ဆင့်ကမ်းတာတရိစ္ဆာန်တွေမှာရောပညာသင်တာမရှိလားရှိတယ်ကျက်တွေမှာလည်းရှိတယ် education ပေါ့ဟုတ်လားအဲ့ကြတယ်မှာ education နဲ့မှာပါလားဆိုတာပြောအောင်မယ်ငါမင်းတို့ကောင်းတယ်ငါပြစ်တော့နေဘိုးကြီးဟိုတယောက်ကဆူသလိုဖြစ်နေလဲသီးခံဝါငါ့ကိုတခါကြီးကလေးတွေကဘယ်နဲ့ဖြစ်ဆိုချေမြင့်လည်းမစင်စားဘူးဒီတိုင်းဆရာပြောတော့အလိုကျလို့ကြဒီစာမေးပွဲအောင်ဖို့ရေးတယ်စာမေးပွဲအောင်ဖို့တာပညာတတ်ဖို့လားဆိုခုမေးကိုစာမေးပွဲအောင်ရင်ပညာတတ်တယ်ထင်တယ်ဟာခက်မောစာမေးပွဲအရေးမကြီးဘူးပညာတတ်ဖို့အရေးကြီးတာဒါပညာသင်ဖို့မေးတယ်အဲ့တော့ပြဿနာတစ်ခုဥမာဆိုတော့တမိုင်းဆိုပြီးဖြေလိုက်တယ်ပြီးတော့မင်းတို့မင်းကြီးနဲ့ဒီဘောမဲ့ဘသူကဖေးမှသားမှမသိဘူးအဲ့လိုဟာတွေခုဒုက္ခရောက်တာတမိုင်းဘာဖြစ်လို့သင်လဲမင်းတို့မင်းအကြောင်းသိကြလို့မဟုတ်ဘူးဒီဘောမဲ့အကြောင်းကိုသိကြလို့မဟုတ်ဘူးအဲ့ဒီလိုလူတွေဒီလိုဖြစ်ခဲ့တဲ့အတွက်ကြောင့်တိုက်ပြည်နိုင်ငံကြီးကဒီလိုဖြစ်ခဲ့တဲ့နာကမှဒီလိုဖြစ်အဲ့လိုဖြစ်တတ်တယ်ဆိုတော့တမိုင်းကအနာကကိုဆုံးဖြတ်လို့တမိုင်းကအဲ့ဒီရှိကိုမရောက်တော့ဘူးမင်းတို့မင်းရဲ့ဘယ်နှခုနဲ့မွေးတဲ့စာနဲ့အချိန်ကုန်တယ်မင်းတို့မဲ့ဘယ်နှခုနဲ့မွေးတော့ဘာဖြစ်လို့ကိစ္စပါသူ့ဟာပဲချိန်မှုအရေးကြီးတာအဲ့တမိုင်းတင်တယ်ဆိုတာနိုင်ငံရေးကိုသိဖို့တင်တာအတိတ်ကနိုင်ငံရေးကတမိုင်းပဲဟုတ်လားအဲ့ဒီကြည့်အောင်မရောက်အဲ့တော့ဘာလဲဆိုဘာတွေဖြစ်နေမှလို့ဒီအကုန်လုံးခတ်တဲ့အလွတ်ကျက်ပြီးတော့ဖြေးပြီးတော့မှကျက်ပြီးတော့အောင်တော့ကျက်ဆယ်ရပြီးလဲပြီးတော့ကျက်ကတူနည်းနည်းအမှန်ကောင်းတော့ကျက်မှုကျက်ကတူဆိုပြီးတော့တပီလုံးကျက်ဖြစ်ဘာရလို့လဲမသိတော့ဘဲနဲ့ဒီဘာဖြစ်နေလဲဆိုတော့တို့စီဟောက်စာဆေးစရာကြီးတယောက်ကသေးသွားတော့မိမဆေးပလင်းတွေကတော့ဒီဘုံကြီးရံတာဆေးစရာကြီးသေးသွားတော့မိန်းကလေးမိမတယောက်ကကလေးလေးပိုင်းတာရင်ကြဖြစ်လို့ပေါ့လေလာတဲ့ခါကျကျမအဲ့ဆရာကြီးဆေးတက်လိုက်တာပဲအဲ့စီလေးတက်ရင်တက်တာလို့ကလာပြီးသားမှာဆိုတော့အဲ့မိမကြီးကဘယ်ဆေးတက်ဆိုဒီငါလည်းမသိဘူးငါမှတ်မိတာတော့လက်လည်းတော့မှုရည်ခဲ့ဆိုပြောတယ်လက်ကလေးနဲ့မှုရည်ပြောတို့တိုင်းပြရင်လက်ကလေးနဲ့မှုရတာနဲ့ကျန်းနေကြတဲ့တိုင်းပြီဘာစိတ်တိုင်းမှမသိအဲ့တော့ငါအဲ့လိုမဖြစ်စေချင်ဘူးငါတော်စိတ်ကြည့်တယ်ငါအဲ့ဒါမစစမဲဘာဆိုင်လို့ဒါမင်းညာပါဗရဏပညာတတ်ဖို့အဲ့ဒီဥစ္စာကိုသွားတမိုင်းတဲ့ဥစ္စာမင်းတို့မင်းကြီးဘယ်နှခုနဲ့မွေးတယ်လဲဆိုတာအရေးကြီးတယ်ဘာဖြစ်လို့ဘယ်နှခုနဲ့မွေးတယ်ဘာအရေးကြီးဘူးမင်းတို့မင်းကြီးလက်ထက်မှာဘာတွေလုပ်ခဲ့အဲ့ရတိုင်းပြည်ဘယ်လောက်ဒုက္ခရောက်လဲဘယ်လောက်ဒုက္ခရောက်လဲဘယ်လောက်စီးပွားရေးတက်ခဲ့လဲဒါအရေးကြီးတယ်တို့ဒီမော်ဒီနီပြောတာနော်ဟုတ်လားထားပါတော့ကအဲ့ဒါလျှောက်ပြီးတော့ငါလည်းကျောင်းဆရာတွေနဲ့ငါလည်းအကူနဲ့ရံဖြစ်ကုန်တယ်ဆရာမကြီးကရှိတော့အားနာပါတော့ဟုတ်တယ်ဝါခါရတကယ်စိတ်နဲ့လူနဲ့တော့ပြက်ပါတယ်စိတ်ကပြက်ပြီးနောက်ကျလူကပြက်အဲ့တော့ဥပမာဆိုတော့ဒီတကယ်မင်းတို့လေးလာပြီးတော့ပညာတတ်ချင်လို့ရှိရင်အဲ့ဒီလိုလေးလာပါလေးလာပြီးတော့ခြေချင်းမြင့်မြစ်ကိုသိအောင်ကြိုးစားတတ်တဲ့ဉာဏ်ကြိုးစားပါ
ဘယ်အောင်ဆိုအခြေမြင့်တယ်အခုကလေးတွေမေးစမ်းကြည့်ဆိုကြတခါတည်းကဥမာဆိုမင်းတို့ဟိုများသောပြန်ခင်ပညာတတ်တွေများပါတယ်ဒီကောင်လေးတွေကောင်မလေးတွေတဲ့ဥမာ equation တစ်ခုရှိတယ်ကွာဘယ်ဘက်ကညီမြချင်းတစ်ခုရဘယ်ဘက်ကအပေါင်းလက္ခဏာဒီညာဘက်ပို့လဲအနှုတ်ဖြစ်တယ်ကွာညာဘက်ကအနှုတ်ဒီဘယ်ဘက်ပို့လဲအပေါင်းဖြစ်တယ်ဘာလို့ဖြစ်လို့ဆိုတာမသိတော့ဘူးဘာလို့ရင်းမြစ်ကိုမသိဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာမသိအဲ့ဒီပညာကြီးကိုမကြိုက်အဲ့တော့မင်းတို့လုပ်ကြတခုကိုစဉ်းစားလို့ရှိရင်အဲ့လိုစဉ်းစားကြအဲ့လိုစဉ်းစားလို့ရှိရင်မင်းတို့လူဟာအလကားနေရင်တိုးတက်နေတယ်မင်းငါအဲ့ဒီဟာမျိုးလေးတွေရှိတယ်နည်းနည်းပေါ့ဒါကြောင့်မင်းတို့ပေါ်မှာတက်ပြီးတော့လူလေလုံနေတာတိတ်အများကြီးပြီးတယ်မို့နည်းနည်းလောက်ပြီးတာအဲ့ဒါကိုလူလေတက်လုံတာမင်းစဉ်းစားကြည့်မင်းဒီဥပမာဆိုတော့ပါဒီဘုန်းကြီးတွေနဲ့လည်းကတခါကြစကားပြောဘုန်းကြီးတွေနဲ့နေလေမှာဦးစင်းတစ်ပါးနဲ့ပဲကစကားပြောဒီလိုပဲပြောတော့တကယ်ရင်းမြစ်တွေကိုငါစဉ်းစားဘာဖြစ်လို့ဒီလိုဖြစ်လဲဆိုစဉ်းစားတဲ့အချင်းလေးပေါ့ဥပမာဆိုတော့မင်းတို့ဒီလဲဆိုင်တဲ့ကိစ္စအမေတောင်းစဉ်းစားလို့ရှိရင်ရတာဘာဖြစ်လို့ဒီစဘာထွက်လဲဘာဖြစ်လို့အမြောက်ထွက်လဲအဲ့ဒါမျိုးစဉ်းစားမှာပေါ့ဘယ်ချိန်မှာပေါ့ဒါအခုလုံးစဉ်းစားမှာပေါ့ဘယ်အားပဲလို့ဒီကျောင်းနေတယ်ဆိုတဲ့ကိစ္စဟာဒီအဲ့ဒီသင်တယ်ဆိုတဲ့ကိစ္စဟာချီချီမိမိစဉ်းစားတတ်တဲ့ဥစ္စာသင်ပေးတာအဲ့ဒီချီချီမိမိစဉ်းစားတတ်တဲ့ဉာဏ်ပါသွားလို့ရှိရင်အဲ့ဒီကောင်ဘာမှအောင်ဘာသာမျိုးပဲမအောင်အဲ့ဒီကောင်လောကမှာကြီးပွားမယ်ကောင်အဲ့ဒါလေးအဲ့တော့အဲ့ဒီလိုစဉ်းစားရအောင်ဘာလို့လဲဆိုတော့အဲ့ဒီလိုစဉ်းစားတဲ့လူကြီးတွေရဲ့အတွေ့အကြုံပြန်လက်ဆင့်ကိုင်းတယ်အဲ့ဒါစာဖတ်တာစာဖတ်တာမင်းဟိုပြောအောင်ပါမယ်ကဘာကျော်သိပ္ပံပညာရှင်ကြီးတွေဆိုတာမင်းတို့ကြားမလားအက်ဒီဆင်ဆိုတာတော့ကြားမှာပါနောက်တစ်ယောက်ရှိတယ်ပါဟိုနာမည်တော့မကြီးနေဘူးဇာတ်ပြတယ်ပြီးတော့ပေါ်လာပါလိမ့်မယ်ထားပါတော့အဲ့ဒီအက်ဒီဆင်ဆိုသိညံ့တယ်တိတ်ကိုညာကိုမကောင်းလို့မလို့ငထိုင်းကအားနဲ့အခေါ်ကားလို့ကျောင်းမှာမျက်နှာငယ်လုံးအားကြီးလို့မအေးရမို့ကျောင်းပြတွတ်ထားဒါမဲ့တော့အဲ့သူ့ဟာသူတွေနဲ့စဉ်းစားရင်ငယ်တယ်အဲ့ဒီခြေကြီးမိမိစဉ်းစားရင်ဖြစ်လာတာတီထွေးတဲ့ဥစ္စာမှာကဘာပေါ်မှာဒီကနေ့ထိငါတီထွေးမှုအများဆုံးသိပ္ပံပညာရှင်မဟုတ်သေးဘူးတီထွေးမှုအများဆုံးကသူပဲမြင်ဟာဘလောက်တီထွေးလဲဆိုတော့ဒီနေ့ကငါတမှုလာတယ်ကိုပြောသူစီကသွားတဲ့ခါကျသူစီကဒင်နာလားမသိပါဘူးဖိတ်တယ်အဲ့ဒါတွေကသွားတယ်သွားတဲ့ခါကျဝင်းသွားတာပေါ့ပါသွားတဲ့ခါကျသူအခန်းထဲကိုဝင်တဲ့ဒကာကြီးကဓာတ်တုံးဝင်ဟာအလေးကြီးတွန်းလို့ဝင်သွားတယ်ပြန်လာတုံးဝင်လိုက်နောက်တစ်ပြန်ပိတ်သွားလိုက်ပြန်လာတုံးဝင်လိုက်နောက်တစ်တုံးဝင်လာတဲ့ခါကျအဲ့မှာအဲ့ဒါတွေကပြောတော့အဲ့ဒီစင်းနဲ့ခင်ဗျာထွေးတဲ့ဥစ္စာတော့တိတ်တော့ရတယ်ဒါပေမဲ့ခင်ဗျာဒီလောက်ဒကာကြီးလေးတဲ့ဥစ္စာခင်ဗျာမလွတ်တတ်တော့ဘူးလားဆိုတော့ကျေးဇူးပါပဲတဲ့ခမရတခါတွန်းလိုက်တယ်မှာကျုပ်ရေတကားလန်တက်တယ်သွားတယ်တိုက်ကြီးထဲမှာတော့တကားတိုက်ကြီးလောက်တာခမရတို့တယောက်ဝင်နေကျုပ်တကားလန်ရေတဲ့တိုက်ကြီးထဲမှာတက်တယ်သွားတယ်ကျေးဇူးတင်ပါတယ်ပြောချင်တာအတိတ်ပဲမင်းအဲ့ဒီစဉ်းစားရတဲ့ဥစ္စာရရင်တော့ပြီကွာအဲ့တော့ကိုယ်ကစဉ်းစားရဖို့ဆိုတဲ့စာမင်းဖះမဟုတ်ဘူးကိုယ်တိုင်ထုံးထင်းပြီလို့တိတ်လွယ်တာမဟုတ်ဘူးကွာအဲ့တော့ဒီပြည့်လူတွေစဉ်းစားထားတဲ့ဥစ္စာကိုရတဲ့ဥစ္စာခုနကငါပြောလို့ပါဇက်ကတင်နေပြီးရှိတယ်စာနဲ့ရင်းတင်တယ်အဲ့တော့ပါဇက်နဲ့တရားအောင်ကတိုင်မင်းတို့ငါ့ကိုလာပြောဆရာရဲ့ကျွန်တော်အိမ်ကိုလာပြော၄-၅ လလောက်လာပြီးတော့သင်ပေးသားပါဆိုငါလာနိုင်မလားဘယ်လာနိုင်လဲစာအုပ်ကြတော့မယ်ခါကြတဲ့ထူတာလေရအိမ်လာနဲ့ယူတော့အားနာကြမှာဖတ်ပါလေအဲ့တော့မင်းတို့ဒါကြောင့်ညီကိုချုပ်ပါတော့နော်ပြောနေတာကတော့မင်းတို့စာရေးတဲ့ဖြစ်အောင်လုပ်ကြမင်းတို့ရဲ့ဇီကုံထမ်းတဲ့ပဲအနာဂတ်ကိုကြီးပွားခြင်းလို့ရှိရခလေးတွေကိုစာရေးလိုက်တဲ့မှာအချိန်ကုန်ပါလေစာရေးလိုက်တဲ့မှာကစားပွဲရှိပါဖြစ်အောင်လုပ်ကြိုးစားအဲ့ဒီဖြစ်လို့ရှိရင်မိဘတွေတော့အဆုံးမရတိတ်တတ်တာတော့အနာဂတ်သိကောင်းပါ
စောက်တရားကိုစားဆုံးမပြီးလိမ့်ပြီးတော့ဒီဘုရားဥစားကြောင့်ပြောအောင်လားဘုရားဥစားဒီလိုငါတိတ်မြိုက်တယ်ဘုရားဥစားရဲ့အကိုကိုအောင်မှဆိုတာရှိတယ်သူကငါ Godfather ငါမွေးစားအဖေတော်ပါမျိုးသူပြန်ပြန်ပြောလို့သိတာဘုရားဥစားပဲကြောင်းထားလို့ကိုမရဘူးငယ်ငယ်တော့ကကြောင်းမနေဘူးအဲ့မနေတဲ့ခါကျတော့သူ့အကိုဦးအောင်သားကိုရှင်ပြုတော့သူကရှင်လောင်းလုပ်ချင်တယ်မင်းရှင်လောင်းလုပ်ချင်ရှင်ပြုအေးရှင်လောင်းလုပ်ချင်ရှင်ပြုရင်လို့ရှိရင်မင်းကြောင်းနေရမှာအဲ့တော့မှကြောင်းနေမယ်ဆိုလက်ခံတာအဲ့တော့မှကြောင်းနေဘိုးရောက်စားကြောင်းနေတာတိတ်နောက်ပြတယ်ငါခင်ဗျငါမှတ်မိတော့9နှစ်လောက်ကြောင်းနေတာအဲ့တော့သူ့ရဲ့အကိုအကြီးဆုံးကဥပဝင်းတော့အာဇာနဥပဝင်းဆိုတာကြားဘူးလားအာဇာနအဲ့ဒီဥပဝင်းကသူကဘာမှအားလုံးမခရီးပါ9ယောက်လား10ယောက်လားရှိတယ်အဲ့ဒီမှာအကြီးဆုံးဆိုဘိုးကျောင်းဆန်းတဲ့သူနဲ့အကြီးဆုံးနဲ့အငယ်ဆုံးဆိုတားပါလို့ဖြစ်သွားအကိုနဲ့ညီနေမတူတော့ဥပဝင်းကညီနေကျောင်းမှာသူက high school မှာတွားလို့တယ်မြန်မာကျောင်းဆရာအင်္ဂလိပ်လိုမတတ်ဘူးမြန်မာစာကျောင်းဆရာဒါမှနောက်ကျတော့အင်္ဂလိပ်လိုတတ်အောင်ပြီးတော့သူတက်လိုက်တော့အောင်းလာတယ် BET အောင်သွားတယ်ထားတော့အဲ့မှာသူတို့သွားတဲ့အခါအောင်သားနဲ့အောင်ဆိုင်ညီကိုနှစ်ယောက်သွားနေတဲ့အခါမှာသူအကိုကြီးအိမ်မှာနေအကိုကသူတို့အဖေလို့ပြောတာငါမှတ်မိတယ်ငါမိလိုက်တယ်တယောက်လုံးမိလိုက်တယ်အောင်သားရောအောင်ဆိုင်ရောအဲ့ဥပဝဲတော့အောင်လုံးကမိလိုက်တော့ဥပဝဲတိတ်ကြောက်ရတာပဲတကယ်ဖေလူကြောက်ရတာဒါမသိချစ်တာအဲ့ဒီမှာဒုက္ခတော့ဆိုဥပဝဲကလည်းသူတို့ရေနံကြောင်းမှာကြောက်လာနေတဲ့ခါကျသူတို့တလားကိုနှခါပဲရုပ်ရှင်ကြည့်ဝင်ပြီးတယ်နော်ဒါမှရုပ်ရှင်ကြည့်လို့ရှိရင်ပြန်လာလို့ရှိရင်အဲ့ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကိုအကျဉ်းချုပ်ကိုအင်္ဂလိပ်လိုရေးရတယ်တင်းပြရတယ်မတင်းမကြည့်တယ်အဲ့ဒါနဲ့တော့ကိုအောင်တန်းကအကြီးဆုံးအရင်တက်ကလေးရောက်သွားတော့အဲ့ဒီအောင်ဆန်းကနောက်မှရောက်လာတဲ့ခါကျအောင်ဆန်းကနိုင်ငံကြီးအဲ့ဒီဝါသနာပါလာခဲ့အဲ့ဒီအောင်ဆန်းကအဲ့ဒီဝါသနာပါလာတဲ့ခါကျတမက်ကတက်ကလို့တမက်ကတက္ကနာခေါ်တာပေါ့အဲ့ဒီတမက်ကတော့ဝင်နေတဲ့ခါကျဦးအောင်သားကအင်္ဂလိပ်စာအင်္ဂလိပ်လိုတစ်ကောက်တစ်စကားတော့တကယ်တက်တယ်ငါသူနဲ့သူနေရဆိုတိကျပြီအဲ့ဒီမှာအောင်ဆန်းကအောင်ဆန်းမင်းနိုင်ငံရေးလုပ်ချင်လို့ရှိရင်တက်ကလို့မှတမက်ကလုပ်ချင်လို့ရှိရင်အင်္ဂလိပ်လိုပြောမှာအဲ့တော့တမက်ကကျောင်းသားတမက်ကမှအင်္ဂလိပ်လိုပဲပြောတယ်ဗမာလည်းပြောလို့မရဘူးဘာလို့ဆိုကလားကျောင်းသားတွေရောဒီတရုတ်ကျောင်းသားတွေအများကြီးပါဟိုတို့ဗမာပြည်ရဲ့ရန်ကုန်တက်ကလို့နဲကိစ္စလာမယ်အောင်းဝင်နေလာမယ်အရှိတောင်အာရှမှာအကောင်းဆုံးတော့တို့တက်ကလို့မလေးရှားမှာရှိတဲ့ဟာတွေကမိဘတွေကသားသမီးကိုပဲပြောတယ်နင်းကျိုးစားရန်ကုန်တက်ကလို့ပို့ဝင်လို့ပြောတာတို့တက်ကလို့စင်ကာပူမင်းဝင်းကြီးလီကွန်ယူလွတ်လိုက်ရတော့သူတို့က59ခုနှစ်ကျမှရတို့က48ခုနှစ်မှာလွတ်လိုက်ရတာအဲ့လီကွန်ယူကမင်းလွတ်လိုက်ရယူပါလိမ့်များကြတို့ရန်ကုန်တက်ကလို့ရောက်လာတယ်မစ္စတာလီရောက်လာပြီးတော့မှပြောတာဆိုမင်းတကယ်ကိုဝင်းနေအားငယ်ဆိုတာနဲ့ပြောတော့တာကျွန်တော်တို့ဟာစင်ကာပူတဲ့လာမယ့်နှစ်အစိတ်30မှာဗမာပြည်ကိုမိအောင်ကျွန်တော်လုပ်မယ်လို့ဆုံးဖြတ်ထားပါတယ်သူဘာတွေအားနာတယ်အဲ့ဒါသူမိအောင်ဆိုပြီးဆင်းပြီးလိုက်အားနာအင်းကြီးချင်းကိုဘယ်ကောင်းလဲထားပါတော့တော့ဆိုဖြစ်ငါတောင်ကျုံးမြောက်ပေါ်ရရှားပြန်စားတယ်ငါလည်းခွေးအဲ့ဒီမှာတွေ့ရခါကျမင်းအင်္ဂလိပ်လိုမင်းမပြောရလို့ရှိရင်မင်းတက်ကတာမရအောင်ဆိုဘိုးကျောင်းစားမလုပ်တဲ့သူတွေပဲအင်္ဂလန်ပါလီမန်မှာပြောတဲ့ဒစ္စရေးလီတို့ဟောလားသူတို့ဆိုတဲ့အဲ့ဒီဝီရုပ်တည်းရဲ့မိငုံးလေးကိုအလွတ်ကျက်ပြတာတကယ်လို့ပြတာဒါကြောင့်လည်းတကယ်တော်တော့တာငါစင်မောတခါလေးပြောတော့စောစောကတော့ကန်ချုံကပြောသေးတယ်ငါပြောတဲ့ဥစ္စာတွေမှာငါစင်မောမှာပြောပြတာပါကွာငါအဲ့မှာစပြောခဲ့တဲ့ဥစ္စာကဟိုတင်ငန်းရောနာမှာကွာဟိုရက်ွက်တစ်ခုရှိအဲ့ရက်ွက်တစ်ခုပွဲလေးမှာပြောတော့ငါအမှတ်မထင်ကြီးထွက်လာတယ်ဘယ်လိုလုပ်ထွက်သွားလိုက်မှာလဲအဲ့ဒီနေကြီးကဟွာတို့အဲ့ဒီမှာဟို
လွတ်လပ်ရေးနေ့ရရှိရတယ်ဆိုတော့အခြေခံဥပဒေနေလာပါလားမသိဘူးအဲ့တော့မှမဆလာခင်မှာအဲ့မှာအဲ့ဒီပေါ့ပါတခါတည်းကျွန်တော်ဒီအောင်ဆန်းဆိုတဲ့ကောင်လေးကိုစိတ်မကောင်းကောင်လေးလို့ပြောထွက်ဘယ်လိုထွက်သွားလိုက်မှလည်းမသိဘူးတောက်ပါပြန်ပြီးကြည့်ရကျွန်တော်ဒီခါမှာလို့ကျွန်တော်ကောင်းလေးလိုပဲအဲ့တော့ငါအသက်60ကျော်ကျွန်တော်အသက်60ကျော်ပြီလို့ဘုရားဆောင်ပြီးတော့အသက်32နှစ်3နှစ်လို့ကျွန်တော်အနေနဲ့ကောင်းလေးပေါ့သူဘလောက်လုပ်သွားခဲ့တယ်အဲ့ကျွန်တော်တနာလို့ပါဘာလို့တနာဆိုဘာမှယူမသွားဘူးအဲ့ဒါလေးကတော့ပြောလိုက်တယ်ကန်ဆုံးကစောစောကပြောသေးတယ်ကဆရာအဲ့ဒါလေးပြောခဲ့တယ်ပြန်ပြောအဲ့လိုပေါ့တကယ်လောက်သွားပြောချင်တယ်ကြည့်ရမင်းအသက်32နှစ်3နှစ်မှလွတ်သွားတယ်ကြည့်စမ်းဘာလွတ်သွားလဲသူ့အချိန်ကိုအပြည့်အသုံးချသွားတယ်သူ့တက်တန်းလေးကိုအပြည့်သုံးသွားတယ်မင်းတို့ကအချိန်မရဘူးလားမရှိဘူးလားသူနဲ့တန်းလို့မရဘူးလားရတယ်သုံးသလားမသုံးဘူးလားဒါပါမသုံးအောင်မသုံးရဒီမဲ့အဲ့ဒီကောင်းလေးပဲထားဘယ်ဘာပြောဟုတ်တို့မင်းတို့နဲ့ငါနဲ့ကပြီးဖို့လို့ပြောကြတာဟုတ်လားမင်းယောဂကြီးမှာမင်းတို့ပြားစင်းလာတော့မင်းအမိုက်ဆိုရှိလားဘယ်ဟာကိုဟောတာလဲအမိုက်အတော့မကြတဲ့ပြည်စီကိုအမိုက်ခေါ်တာလေဟုတ်လားမင်းအတော့ကြတဲ့ပြည်စီအမိုက်မဟုတ်ဘူးမင်းအတော့မကြလို့ရှိရင်အဲ့ဒါအမိုက်ပဲတန်ဖိုးဆိုတာအဲ့ဒါလောကမှာတန်ဖိုးသုံးမျိုးရှိတယ်တောင်ပြောင်းပြောင်းတဲ့ငါဘာတွေရောက်ပေါ်မှာသိခါပါတန်ဖိုးကဘာတန်ဖိုးကသုံးရည်တန်ဖိုးဆန်လို့စပါးလို့ဟာမယ်သူ့ဘာမရှိဘဲနေလို့ရသူ့ဘာသူကိုတန်ဖိုးရှိတယ်နောက်တစ်မျိုးကဖလဲရည်တန်ဖိုးတဲ့ငွေစက်ကိုပေါ့မင်းဒီတိုင်းတာဘာလို့အဲ့ငွေစက်ကိုတရားတာယနေ့အသုံးဝင်တော့ကျင်ညာလိုက်ပြီဆိုသွားပြီလားစက်ကိုစုပ်ဖြစ်သွားတယ်ဟုတ်လားငါကြုံရတာဘယ်တော့မှကြုံဘူးငါကြုံရတာဘူးအဲ့ငွေစက်ဖလဲရည်တန်ဖိုးနောက်တစ်မျိုးကမျက်နှာမှုတန်ဖိုးကောင်းမလေးပြလိုက်တယ်ရည်စက်တာလေးဒီကတဲ့မင်းအသက်နဲ့ကာဝယ်တယ်ဟုတ်ဆိုမျက်နှာမှုတန်ဖိုးလေသုံးမျိုးပဲရှိတယ်သုံးရည်တန်ဖိုးဖလဲရည်တန်ဖိုးမျက်နှာမှုတန်ဖိုးအဲ့ဒီတန်ဖိုးတစ်ခုမှအသုံးမကျလို့ရှိရင်အဲ့ဒါအသုံးဝင်တော့အဲ့ဒါအမိုက်ပဲအသုံးဝင်အမိုက်မို့မင်းနောက်ချီတောင်မှမင်းပြောစားဖြစ်တယ်ချီတော့ပြီးတော့ဆေးပြလို့ပေါ့ပါဒါပေမဲ့နောက်ချီမင်းအသုံးမဝင်လားအသုံးဝင်တော့အမိုက်ဖြစ်သေးလားသူ့နေရာနဲ့တူအဲ့နေရာမှလို့ရှိရင်လည်းအမိုက်ပဲအညီကြီးဖြစ်သွားအင်္ဂလိပ်စကားပြော that is not that only something in the wrong place အညီကြီးဆိုတာလောကမှာမရှိဘူးလေနေရာမှာတဲ့ပြည်စည်းပဲရှိတယ်ကောင်းပါလေမှတ်ထားကောင်းပါလေနဲ့ကောင်းလေစီဘာဝရောက်တော့ဗာပြတော့သူ့မပြုတ်ဘူးလားညီတို့ဘာဝမှာလေးနဲ့ဘာသာမို့ပေါ်ကြတော့ခါပြစ်ဟောဆိုနေရာမှာလို့နေရာမှာစီတယ်အပိုက်ဖြစ်တယ်အကြီးကြီးဖြစ်တယ်အဲ့တော့အတော့မအောင်လို့မင်းကိုမင်းအတော့ကြအောင်လုပ်လေတံမိုးရှိလေတံမိုးဆိုတာဒီအတော့ဝင်ရင်ပေါ်မှာတည်တယ်အတော့ဝင်ရင်အမိုက်ပဲမင်းဟာအတော့ဝင်လားအတော့ဝင်ရင်တံမိုးရှိတယ်မင်းကိုမင်းတံမိုးရှိအောင်ဘယ်လိုလုပ်တတ်တယ်အဲ့ဒီပါဘယ်ပေါ်မှာတည်ဆိုမင်းအချိန်ကိုမင်းဘယ်လိုသုံးချလဲဘဝဆိုတာဘာလို့မွေးခြင်းနဲ့တည်ခြင်းရဲ့ကြားကာလအချိန်ပဲအဲ့ဒီအချိန်ကိုတံမိုးထားလို့ရှိရင်အသုံးချလို့ရှိရင်ဘဝတံမိုးရှိရင်အဲ့ဒီဟာတံမိုးတဲ့ဘဝတံမိုးမရှိတော့ဒါပဲယူလို့တတ်မိတိတ်ရှင်းတယ်မဟုတ်ဂျပန်ရေချိုးတော့မှရှုပ်သေးတယ်ဟင်းနေဟိုတော့မှစာမဖြစ်ရမင်းတော့မလားဟုတ်ပါတယ်အောင်နေတော့သူပဲအောင်မေးကြတာအောင်နေတော့အောင်မရစေမင်းနာမည်တူကျွန်တော်အောင်နေမှာဆရာကြီးအဲ့ဒါလည်းတွေ့တိုင်းမေးတခါမှလည်းမမှတ်ဘူးငါလည်းကိုယ်အဲ့လိုဖြစ်လာပြီမေးတာပဲဒီအောင်မြင်တဲ့တော့အောင်သိမြင်အောင်အဲ့ဒါခဏခဏပတ်ချလဲနေတယ်မှန်တယ်
အောင်နေမှာဆိုင်အေးဟုတ်ဒီကောင်းနေပါလေဟင်ခုဘာလုပ်နေလို့လဲကျွန်တော်ကြောင်းစရာလုပ်နေပါတယ်ဆိုင်ဟုတ်လားဒီတက်ကမှာပါဆိုင်ဘာလို့ဆိုချွတ်တယ်ရပါလို့ရဒီဘလောက်ပေါ့ကွာအဲ့တော့300နီးပါးရတယ်ပေါ့အဲ့လောက်ရပါတယ်စားလောက်တယ်တော့လေတကယ်မကြည့်တော့လားတကယ်ပြောတာတော့တကယ်ကိုဖုန်းကြီးယူရကြည့်လို့ဖြစ်ပါတယ်သူဘာမှမသိဘူးကြည့်တော့စားလောက်ပါတယ်ဆိုင်ဒီကောင်းနေတော့ကျွန်တော်တော့ဘယ်နဲ့လဲလို့တော့အေးနေတော့ဘယ်သူမင်းဘယ်သူပြန်ခေါ်တော့ဟာကျွန်တော်အောင်နေမှာဆိုင်ဒီမောင်းနေလားနေကမင်းကိုဆရာလုပ်နေပြီတော့ဟုတ်ပါတယ်ဆိုင်ငါပြောမယ်ဆရာရဲ့တပည့်လက်ဆောင်တက်ဆိုတာတချို့ကတိတ်မကောင်းဘူးထင်နေတယ်ဟုတ်တိတ်ကောင်းတယ်ဆရာရဲ့တပည့်ကတော်ရမယ်ကွာမင်းဆရာတော်ကြိုးစားပါဆရာဆိုတာကိုယ့်လိုပဲကိုယ့်တဲ့တော်အောင်နေရတယ်တပည့်ကဆရာရဲ့တော်နောက်တစ်ပည့်ကသူ့ဆရာရဲ့ပို့တော်နောက်တစ်ပည့်ကပို့တော်ဆိုမှအဲ့ဒီမှာ human process လို့ခေါ်တဲ့လူလောကကြီးမြင်လာမှာပေါ့ကွာတပည့်ကညာနောက်တစ်ပည့်ပုံညာနောက်မဲ့အဝစီရဖို့ရှိတော့တာပေါ့ကွာဟာကောင်းလားစဉ်းစားဖို့စဉ်းစားနေကြဆရာရဲ့တပည့်ကတော်အဲ့တော့ခုညီကိုရုံမှာပြောချင်တာကမင်းတို့ဒီနေ့လာတဲ့ကောင်လေးတွေကောင်မလေးတွေအားလုံးဟာမိမိရဲ့ဘဝလို့ခေါ်တဲ့တက်တန်းကာလအချိန်ကိုကြာကြာနာနာအသုံးချခြင်းအဖြစ်အသုံးဝင်သောတန်ဖိုးရှိသောသူများဖြစ်လျက်ကိုမိကိုဖားတဲ့နောက်စစ်မြင်သောယောက်ျားမိန်းမများများဖြစ်ပါစေကုန်သတည်းကိုသားကိုသမီးကိုလည်းပဲကိုရဲ့နောက်ဆက်မြောင်ပြင့်တင်ပေးနေတော့ပခုံးစွာရှိသောယောက်ျားမိန်းမများများဖြစ်ပါစေကုန်သတည်းလို့ဆုတောင်းရင်ဒီကိုချုပ်ပါ